နာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1380ခုနှစ်တော်သလင်းလပြည့်နေ့ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်ဟန္တာဝရီကမ္မထတိုက်တွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်အကြောင်းတရားဒေသနာတော်ဒီတရားကိုမဟောမီရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ញီဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်တဲ့ဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒိဋ္ဌိဆိုတာဓမ္မကိုသိမြင်ခြင်းသို့မဟုတ်နိဗ္ဗာန်ကိုမြင်ခြင်းဓမ္မကိုသိတယ်ဆိုတာဉာဏ်ကိုပြောတာနိဗ္ဗာန်ကိုမြင်တယ်ဆိုတာလည်းဉာဏ်ကိုပြောတာအဲ့တော့ဓမ္မကိုသိမြင်နိဗ္ဗာန်ကိုသိမြင်တယ်ဆိုတဲ့ဉာဏ်နဲ့တမ္ပန္နဆိုတာပြည့်စုံတယ်လို့ဒီလိုပြောတာနော်အဲ့တော့ဆိုလိုတာကဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဆိုတာတခြားစကားလုံးသုံးပြီးပြောမယ်ဆိုရင်အများသိကြတဲ့သောတာပန်ပုဂ္ဂိုလ်လို့ပြောတာပဲအဲ့တော့စာပေကျမ်းဂန်မှာသောတာပန်နဆိုတဲ့အသုံးလည်းရှိတယ်ဒိဋ္ဌိတမ္ပန္နဆိုတဲ့အသုံးလည်းရှိတယ်ဒီနှစ်ခုစလုံးဟာသောတာပန်ပုဂ္ဂိုလ်ရည်ညွှန်းတယ်လို့ဒီလိုပြောတာနော်အဲ့တော့သောတာပန်ပုဂ္ဂိုလ်သည်မှန်ကန်သောအမြင်ဉာဏ်နဲ့ပြည့်စုံသူလို့ဒီလိုခေါ်တာမှန်ကန်သောအမြင်ဉာဏ်နဲ့ပြည့်စုံတယ်ဉာဏ်ကိုမျက်စိအရာထားပြီးတော့မြင်တယ်လို့ပြောတယ်တခါတရံကျတော့သိတယ်လို့ပြောတယ်ဒါမို့ဒီစကားလုံးနှစ်ရပ်ပေါင်းစပ်ပြီးတော့ညာဏဒသနညာဏဆိုတာသိခြင်းဒသနဆိုတာမြင်ခြင်းသိတယ်မြင်တယ်ဆိုတာဘာပြောတာတော့ဆိုဉာဏ်ကိုပဲပြောတာပဲနော်ညာဏဒသနတမ္ပန္နောသောတပတိမေကိုစာပေကျမ်းဂန်တွေမှာနာမည်ဘယ်လိုပေးတော့ဆိုဒသနလို့နာမည်ပေးတယ်
ဒါပေမဲ့ဒီကနေ့ဒသနဆိုတဲ့စကားလုံးကိုအလွဲသုံးစားပြုနေကြတာရှိသေးတယ်မြတ်စွာဘုရားရည်ညွှန်းတဲ့ဒသနဆိုတာသောတပတ္တိမက်ကိုပြောတာနော်အမတမအဆင့်မြင့်တဲ့သောတပတ္တိမက်ဒသနဆိုတာမြင်တယ်ဘာကိုမြင်တာတုံးဆိုအမှန်တရားကိုမြင်တယ်အမှန်တရားဆိုတာအလုံးသိကြတဲ့အတိုင်းဒုက္ခဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂ ामि နိအရိယသစ္စာလို့ခေါ်တဲ့အမှန်တရားအဲ့ဒီအမှန်တရားဆိုတဲ့အထက်မှာဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ပဲအဲ့တော့အမှန်တရားကိုမြင်တယ်လို့ပြောလိုက်တာနဲ့နိဗ္ဗာန်ကိုမြင်တယ်လို့ပြောတာပြောပြီးသားမဖြစ်ပေဘူးလားဖြစ်တယ်သစ္စာလေးပါးကိုမြင်တယ်ဆိုတာဒုက္ခကိုမမြင်ပဲနဲ့နော်ဒုက္ခကိုမမြင်ပဲနဲ့ဒုက္ခသမုဒယကိုမပယ်နိုင်ဘူးဆိုလိုတာကကမ္မထာအထုတ်တယ်ကမ္မထာအာယုန်တွေကိုရှုတယ်ဆိုတာဒုက္ခကိုရှုတာသစ္စာလေးပါးထဲမှာဒုက္ခသစ္စာကိုရှုဒုက္ခသစ္စာဒီကမ္မထာအာယုန်ပဲရှုခွက်ပဲအေးဘာနဲ့ရှုတော့ဆိုတော့ဒုက္ခនិရောဓဂ ामि နိပฏิပဒါဆိုတာနဲ့ရှုမဂ္ဂသစ္စာနဲ့ရှုမဂ္ဂသစ္စာနဲ့ဘာကိုကြည့်တာတော့ဆိုလို့ရှိရင်ဒုက္ခကိုကြည့်တာဒုက္ခကိုကြည့်လိုက်တာနဲ့တပြိုင်နက်သိသွားလို့ရှိရင်ဘာဖြစ်လဲဆိုရင်ဒုက္ခသမုဒယဆိုတာကိုဖယ်ရှားပြစ်ပြီးတော့ဒုက္ခនិရောဓဆိုတာကိုဆိုက်ရောက်မျက်မှောက်ပြုသွားတယ်သစ္စာလေးပါးကဒီကျင့်စဉ်ကြီးတစ်ခုလုံးကိုရှင်းပြနေတာနော်ကမ္မထာလို့အထုတ်တယ်ဆိုတာဟေးကမ္မထာအာယုံကဘာတော့ဒုက္ခကမ္မထာအာယုံပဲဒါဖြင့်ဒီအာယုံကိုဘာနဲ့သိမှာတော့ဆိုဒုက္ခនិရောဓဂ ामि နိပฏิပဒါဆိုတဲ့ဘက်ခင်၈ပါးနဲ့ပဲသိရဒါနဲ့ကျင့်ဒါဖြင့်ဒါကိုသိပြီးဒါကိုကျင့်လို့ရှိရင်ဘယ်လိုအကျိုးတွေထွက်တုံးဆိုရင်ဒုက္ခကိုထုတ်လို့နိုင်တဲ့တဏှာကိုတစ်ဖက်ကဖယ်ရှားပြီးတော့ဒုက္ခတွေချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုတွေ့သွားတာဟောတာရစနှစ်ခုထွက်တယ်ပြောဟောမဲဆိုင်တယ်ဆိုတာဒါပဲဒုက္ခကိုပိုင်းခြားပြီးတော့သိတယ်ဒါကြောင့်မို့စာလို့ပြောလို့ရှိရင်ဒုက္ခဟာပရိညေယပိုင်းခြားပြီးတော့သိရမယ့်အရာလို့ပြောတာပယ်ရမယ့်အရာမဟုတ်ဘူးဒုက္ခသမုဒယဆိုတာပါဟတ္တဗဖယ်ရှားပြရတဲ့အရာဒုက္ခនិရောဓဆိုတာသစ္စိကတ္တဗမျက်မှောက်ပြုရမယ့်အရာမျက်မှောက်ပြုတယ်ဆိုတာသိတာရောက်ရှိသွားတာဒုက္ခនិရောဓဂ ामि နိပฏิပဒါဆိုတာဘာဝေတ္တဗခုတ္တန္တမှာဖြစ်စေရမယ့်အရာအချင်းဆုံးဤအားဖြင့်ကမ္မထာဤစနစ်ကိုမြတ်စွာဘုရားကဓမ္မစကြာမှာပေးထားပြီးသားအဲ့ဒီပေးထားတဲ့ဤစနစ်တိုင်းပင်စဝဂ္ဂိတွေဟာတရားနာရင်းနဲ့ဒုက္ခကိုသိသွားပြီးတော့ဒုက္ခသမုဒယကိုဖယ်လိုက်ကြတယ်ဒုက္ခនិရောဓကိုမျက်မှောက်ပြုတယ်ဘာနဲ့သိဘာနဲ့မျက်မှောက်ပြုလို့ဆိုရင်ဒုက္ခនិရောဓဂ ामि နိပฏิပဒါနဲ့ပြုတယ်ပေါ့ဒါကြောင့်မို့လို့ဒိဋ္ဌိဆိုတာတမ္ပံလို့သုံးပြီမဲ့လို့တမ္ပန္နဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့သုံးလို့ရှိရင်ဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဆိုတာသောတပန်ပုဂ္ဂိုလ်ပြောတာပါဒိဋ္ဌိဆိုတာအမြင်ဉာဏ်နဲ့ပြည့်စုံတယ်ဘာတွေမြင်တာတော့ဒုက္ခကိုလည်းမြင်တယ်ဒုက္ခကိုပိုင်းခြားပြီးတော့မြင်သွားတယ်ဒုက္ခကိုပိုင်းခြားပြီးတော့သိသွားတယ်သမုဒယသစ္စာကိုဖယ်ရှားပြစ်လိုက်နိုင်တယ်និရောဓသစ္စာကိုမျက်မှောက်ပြုလိုက်နိုင်တယ်မျက်မှောက်ပြုတယ်ဆိုတာမြင်တာကိုယ်တွေ့မြင်တာကိုမျက်မှောက်ပြုတယ်လို့ပြောတာနော်မျက်မှောက်ဆိုတဲ့အဓိပ္ပာယ်ကကိုယ်တိုင်ဆိုတဲ့အဓိပ္ပာယ်ပြောတဆင့်ကြားနဲ့မတူတဆင့်ကြားဆိုတာကိုဆိုပါစို့အစားအစာတစ်ခုမစားဘူးတဲ့အစားအစာတစ်ခုကိုလူတယောက်ကပြောပြတယ်ဒီအစားအစာဘယ်လိုကောင်းတာဘယ်လိုရတာရှိတာတစ်ဖက်သားကနားထောင်တယ်အေးဒီအစားအစာအကြောင်းတော့ तू သိလိုက်တယ်ဒါပေမဲ့ तू မျက်မှောက်ပြုတာလားဆိုမဟုတ်တဆင့်ကြားပဲအေးကိုယ်တိုင်စားကြည့်ပြီဆိုတဲ့အခါကျတော့မှ तू ပြောတာဟုတ်တယ်မဟုတ်ဘူးတကယ်အရာကိုခံစားကြည့်တဲ့အခါဒါမျက်မှောက်ပြုတယ်လို့ခေါ်ကိုယ့်ရဲ့အာယုံနဲ့ထိတွေ့ပြီးကိုယ့်ရဲ့စိတ်နဲ့ထိတွေ့ပြီးတော့သိသွားတဲ့အဆင့်ရောက်သစ္စိကတ္တဗမျက်မှောက်ပြုတယ်သစ္စိကရဏမျက်မှောက်ပြုခြင်းဆိုတဲ့အဓိပ္ပာယ်ဒီလိုအေးဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဆိုတာသောတပန်ပုဂ္ဂိုလ်ပြောတာလို့မှတ်တာ
စကလုံးတစ်ခုကိုသုံးတဲ့အခါမှာရှုထောင့်ဆိုတာရှိရှုထောင့်တစ်ခုကနေပြီးတော့ကြည့်ပြီးတော့ပြောတာဒိဋ္ဌိတမ္ပန္နဆိုတဲ့ပုဂ္ဂိုလ်ကိုဘာရှုထောင့်ကနေပြောတာတော့လို့ဆိုအမှန်တရားကိုမြင်ခြင်းဆိုတဲ့ရှုထောင့်ကနေပြီးတော့ပြောပြီးဒိဋ္ဌိတမ္ပန္နလို့ဒီလိုပြောဒါဖြင့်သောတာပန္နဆိုတဲ့အမည်ကြတော့ဘာရှုထောင့်ကပြောတာတော့ဆိုရင်သောတာဆိုတာဒီသောတာဆိုတဲ့စကားလုံးကအဓိပ္ပာယ်2မျိုးရှိတယ်လို့မှတ်တယ်ဒီလိုလွှင့်တဲ့အခါကျတော့သောတာရှင်များတို့နာသောတာဆင်ကြပါတို့ပြောတဲ့စကားလုံးရှိတယ်မဟုတ်လားအဲ့တော့နာသောတာလို့ဆိုတဲ့အတိုင်းသောတာဆိုတာနာကိုပြောတာအဲ့ဒီစကားလုံးကနာသောတာဆင်တော်မူကြပါဆိုအဲ့ဒီသောတာဒီနာကိုပြောသောတာပန်နာသောတာကအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဒီသောတာဘာတော့ဆိုရင်ရေစည်းချောင်းလို့ပင်ကိုအနေထားအပြင်ရေစည်းချောင်းကိုဟောတယ်ရေစည်းချောင်းဆိုတာစီးသွားနေတာအဲ့ဒီစီးသွားနေတဲ့ရေစည်းချောင်းဒီဘယ်ထိအောင်စီးတုံးလို့ဆိုလို့ရှိရင်သူကရေစည်းတစ်ခုဟာဥပမာပဲဆိုလို့ရှိရင်အေယာဝတီမြစ်ကြီးဟာနေ့စဉ်နဲ့မြစီးဆင်းနေတာဘယ်ကိုစိုက်သွားတုံးဆိုလို့ရှိရင်ဘင်္ဂလားပင်လယ်အော်စိုက်သူရေစည်းကအဲ့ဒီရောက်တာအေယာဝတီမြစ်ထဲမျောသွားအချိန်တန်လို့အချိန်ကုန်လို့အချိန်စီးလို့ရှင်ပဲရောက်ဘင်္ဂလားပင်လယ်အော်ပဲရောက်ဟုတ်ကဲ့ပင်လယ်ထဲရောက်သွားတယ်လို့ပြောတယ်အဲ့ဒီဥပမာနဲ့တင်စားပြီးဒီသောတာဆိုတာရေစည်းချောင်းနိဗ္ဗာန်ကိုသမုဒ္ဒရာကြီးနဲ့တင်စားပြီးတော့မဂ္ဂင်၈ပါးကိုရေစည်းချောင်းနဲ့တင်စားလိုက်မဂ္ဂင်၈ပါးကိုကျင့်နေတဲ့ပုဂ္ဂိုလ်သည်သောတာဆိုတဲ့နိဗ္ဗာန်လမ်းကိုသွားနေတဲ့ရေစည်းချောင်းနဲ့ရောက်သွားပြီဒါကြောင့်မို့လို့နိဗ္ဗာန်နဲ့ဝင်မှာပဲနိဗ္ဗာန်ကြီးကပင်လယ်နဲ့တူတယ်မဂ္ဂင်၈ပါးအကျင့်တရားကရေစည်းချောင်းနဲ့တူတယ်ဒါကြောင့်မို့အဲ့ဒီနာမည်ကိုယူပြီးတော့သောတာလို့ပြောတာသောတာပန္နဆိုတာကြတော့ကြည့်သောတာအာပန္နမဂ္ဂင်၈ပါးဆိုတဲ့နိဗ္ဗာန်ကိုစီးဝင်တဲ့ရေစည်းချောင်းထဲမှာရောက်ပြီးသွားပြီလို့ဆိုလို့တယ်ရောက်ပြီးသွားတဲ့ပုဂ္ဂိုလ်ကဘယ်ဘက်မှကမ်းမတင်တော့ဘူးဆိုလို့ရှိရင်သူဝင်မဲ့စခန်းကဘယ်စခန်းဖြစ်မလို့နိဗ္ဗာန်စခန်းပဲဟုတ်ကဲ့သူလမ်းဆုံးကနိဗ္ဗာန်ပဲလေသူကလမ်းကြောင်းနဲ့ဝင်သွားပြီဆိုလိုတာကဥပမာတစ်ခုနဲ့ပြောမယ်ဆိုရင်လမ်းပေါ်ရောက်သွားပြီမိထားကြီးဆိုရင်တန်လမ်းပေါ်ရောက်သွားပြီဘုရားဆုံးသည့်အထိဒီတန်လန်းကသွားမှာပဲလေ highway ကားလမ်းမကြီးပေါ်ရောက်သွားပြီဆိုရင်လေအဲ့ဒီ highway ကားလမ်းမကြီးဆုံးသည့်အထိအောင်ဒါသွားလို့ရပြီပေါ့အဲ့ဒီလမ်းပေါ်ရောက်သွားပြီလို့ပြောတာပုရုဇဉ်တွေကြတော့လမ်းပေါ်မရောက်သေးဘူးလမ်းပေါ်ရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ကသောတာပန်ပုဂ္ဂိုလ်မှာနိဗ္ဗာန်လမ်းပေါ်ရောက်သွားပြီလို့ပြောတာဟုတ်ကဲ့ပုရုဇဉ်တွေကချင်းကပ်လမ်းပဲရှိသေးတယ်လမ်းပေါ်ကိုတက်ဖို့ကြိုးစားနေကြတာလမ်းကြောင်းပေါ်မရောက်သေးဘူးမရောက်သေးသည့်အတွက်ကြောင့်သောတာပန်လို့မခေါ်အဲ့တော့သောတာပန်ဆိုတဲ့စကားကလမ်းကြောင်းပေါ်ရောက်သွားပြီရေစည်းကြောင်းနဲ့ရောက်နေပြီရောက်ပြီးဖြစ်သွားပြီလို့ပြောတဲ့အဓိပ္ပာယ်နဲ့သုံးတဲ့စကားလုံးဒါကိုသောတာပန်နဲ့ခေါ်နေကြတာနော်သောတာပန်ဆိုတာပုဂ္ဂိုလ်ရည်ညွှန်းတယ်သောတာပတ္တိဆိုတာကြတော့မဲ့နဲ့ဖို့ရည်ညွှန်းတယ်သောတာအပတ္တိသောတာဆိုတာနိဗ္ဗာန်ကိုစီးဝင်တဲ့မဂ္ဂင်၈ပါးတည်းဟူသောရေစည်းချောင်းတဲ့သို့အာပတ္တိပထမဆုံးရောက်သွားခြင်းလို့ဒီလိုအဓိပ္ပာယ်ရအာဆိုတာပထမပတ္တိရောက်ရှိခြင်းအဲ့တော့သောတာပန်ကအဥဆုံးနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သွားတာတဂရဂံတို့ကြတော့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သွားပြီဆိုတဲ့နာမည်နဲ့မသုံးတော့ဘူးအနာဂါမိကြတော့လေအဲ့ဒီအဓိပ္ပာယ်နဲ့မသုံးတော့ဘူးယဟန္တာကိုလည်းအရတ္တဖလားအရတ္တမေဃကိုလည်းအဲ့ဒါနဲ့မသုံးတော့ဘူးတခြားအဓိပ္ပာယ်နဲ့ပြောတယ်အေးပရမဆုံးနိဗ္ဗာန်လမ်းကြောင်းပေါ်တက်လှမ်းနိုင်တာတော့သောတပတ္တိပဲတက်လှမ်းခြင်းလို့ဒါကစကားလုံးလေးတွေအဓိပ္ပာယ်ကဘာကိုဖော်ပြနေတယ်ဆိုတာစကားလုံးအဓိပ္ပာယ်ကိုအရင်သိရစကားလုံးအဓိပ္ပာယ်သိတာနဲ့ပဲဒီသောတပန်ပုဂ္ဂိုလ်ရဲ့အည်အသွေးသောတပန်ပုဂ္ဂိုလ်ရဲ့အည်ချင်းတွေအနေထားတွေကိုအကုန်သိပြီးသားဖြစ်တယ်
မဂ္ဂင်၈ပါးကျင့်တရားလို့ဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မှာမရောက်သေးတဲ့ပုဂ္ဂိုလ်တယောက်သောတာပန်လို့ခေါ်နိုင်ဖို့ဝေးလေစွာနော်လမ်းကြောင်းပေါ်မရောက်သေးဘူးဒါကြောင့်မို့လမ်းဖက်ထွက်သွားသည့်အတွက်ကြောင့်အပေတကားဆိုတာကြီးကဟနေသေးတယ်မပွင့်လျက်ပဲရှိနေသေးတယ်ဒီလမ်းကြောင်းပေါ်တက်မိသွားမှအပေတကားဆိုတာပိတ်အနုဆိုမပိတ်သေးဘူးဧကောဝိဒိဋ္ဌိတမ္မာနဆိုတဲ့ပုဂ္ဂိုလ်ဟာမှန်ကန်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဆိုတဲ့အတိညာရှုထောင့်ကနေပြီးတော့သူ့ကိုဟောတာခေါ်လိုက်တယ်သောတာပန်ဆိုတာနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်ရောက်ပြည့်ဖြစ်နေတဲ့ပုဂ္ဂိုလ်လို့ဒီဘက်ရှုထောင့်ကနေပြောတာဘယ်ဟာပဲပြောတူတူပဲလို့တယ်လို့မှတ်ဒါဖြင့်ကောင်းပြီအခုလို့သောတာလို့ခေါ်တဲ့နိဗ္ဗာန်လမ်းကြောင်းကြီးကိုရောက်ဖို့အဲ့တော့နိဗ္ဗာန်လမ်းကြောင်းဆိုတာဘာတော့မဂ္ဂင်၈ပါးမဂ္ဂင်၈ပါးကိုအကျဉ်းချုပ်ပြောလို့ရှိရင်သီလသမာဓိပညာဒီသုံးခုပဲမဂ္ဂင်၈ပါးကိုခြုံလိုက်လို့ရှိရင်ကြည့်လေအလုံးသိနေကြတာပဲသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝသီလဆိုတဲ့လမ်းကြောင်းအဲ့ဒါကိုစစ်ဆေးကြည့်ုံပဲသူများမေးစရာမလိုဘူးကိုပြောနေတဲ့စကားတွေဒီသမ္မာဝါစာဖြစ်ကြလားကိုလုပ်နေတဲ့လုပ်ရသည့်သမ္မာကမ္မန္တဖြစ်ရလားနေ့စဉ်နဲ့အမျှအသက်မွေးမှုတွေရှာဖွေနေကြတာသမ္မာအာစီဝဖြစ်ရလားလုပ်နေတဲ့အလုပ်ဒီသမ္မာကမ္မန္တဖြစ်ရလားဟောကိုစစ်ဆေးကြည့်ဒါဖြင့်သမ္မာဝါစာဆိုတာဘာပြောလဲright speech မှန်ကန်တဲ့စကားချီးမွမ်းတိုက်တဲ့စကားမျိုးပြောတာအဲ့တော့မှန်ကန်တဲ့စကားချီးမွမ်းတိုက်တဲ့စကားဆိုတာဘယ်ဟာခေါ်တာတော့မှန်ကန်တဲ့စကားရှိလို့ရှိရင်မမှန်ကန်တဲ့စကားလည်းရှိအောင်ပဲအဲ့တော့သမ္မာဝါစာဖြစ်ဖို့ကဘာလို့ဆိုရင်လိမ်မပြောနဲ့မှန်တာပြောဒါတခုအဲ့မှာမုဒ္ဒဝါဒဝေရမဏိဆိုလိမ်ပြောခြင်းမှရှောင်ပါဤဆိုပြီးတော့ပါဇက်ပိတ်ထားလို့မရဘူးမှန်တာပြောအောင်ဓမ္မတရားသမ္မာဝါစာဖြစ်ဟုတ်ကဲ့ကိုပြောတဲ့စကားသည်မှန်တဲ့စကားဖြစ်ဖို့လိုတယ်ကဲအိတ်နေတဲ့အခါမှာလူတွေလိမ်ပြောသလားမပြောရင်သမ္မာဝါစာဖြစ်နေတယ်လို့ပြောနိုင်မှာအဲ့တော့သမ္မာဝါစာရဲ့အဓိပ္ပာယ်ကဒီမူသားစကားကိုတစ်ဖက်ကရှောင်တယ်တစ်ဖက်ကမှန်တာကိုပြောတယ်ဟောသူကရှောင်စရာနဲ့ဆောင်စရာနှစ်ခုထားနှစ်ခုရှိရလိမ်မပြောဘူးမှန်တာပြောတယ်ဟောမလုပ်ဘဲနေတာမဟုတ်ဘူးအေးလိမ်တော့မပြောဘူးမှန်တာလည်းမပြောဘူးဆိုလို့ရှိရင်မဖြစ်သေးဘူးเนาะလိမ်မပြောဘူးမှန်တာပြောပဲဒါမှဝါစာဖြစ်မယ်နောက်တစ်ခုကပိတုဏဝါစာတယောက်နဲ့တယောက်မတက်အောင်ဂုံးမတိုက်ဘူးဂုံးမတိုက်ဘူးဆိုရင်လည်းပြည့်စုံမလားဆိုမပြည့်စုံသေးဘူးညင်ညွတ်အောင်လုပ်ပေးတယ်ဟောစိတ်ဆက်ပေးတယ်ညင်ညွတ်အောင်ပြောပေးတယ်ဒါလုပ်ရမယ့်ဟာမလုပ်ရမယ့်ဟာကဂုံးတိုက်တာကိုမလုပ်နဲ့လုပ်ရမယ့်ဟာဘာတော့ညင်ညွတ်အောင်လုပ်ပေးရမယ်ဒါမှသမ္မာဝါစာဖြစ်နောက်ဖရုဒဝါစာကျမ်းတဲ့စကားကိုမပြောရဘူးဒါရှောင်တဲ့အပိုင်းပြောရမယ့်အပိုင်းကယဉ်ကျေးညင်သာတိမ်မွေးတဲ့စကားကျင်နာတဲ့စကားမျိုးပြောရမယ်ဟောတစ်ဖက်ကပြောရမယ်ဟာရှိထို့တူပဲတန်ဖတ်ပလာပတရားလက်လွတ်စကားတွေအကျိုးမရှိတဲ့စကားတွေအကျိုးဘယ်လိုမှမဖြစ်ထွန်းနိုင်တဲ့စကားကိုရှောင်ပြီးတော့အကျိုးဖြစ်ထွန်းမဲ့စကားကိုရွေးပြောဟောအဲ့ဒါဆိုလို့ရှိရင်သမ္မာဝါစာဆိုတဲ့မဂ္ဂင်ကိုကျင့်နေတယ်လို့ခေါ်ဒီဘက်ကိုရောက်လာဒါဖြင့်သမ္မာကမ္မန္တဆိုတာဘာတော့လောက်ရနဲ့ပတ်သက်တယ်မှန်ကန်တဲ့လောက်ရမှန်ကန်တဲ့လောက်ရဖြစ်ဖို့ဘာလဲသူများအသက်ကိုတတ်ချင်းမှရှောင်တယ်ရှောင်ရုံနဲ့ပြီးလားမပြီးသေးဘူးဒီလောက်ကိုယွန်းရှာတယ်ယွန်းမုန်းတယ်ဟုတ်လားတဏှာတယ်ကျင်နာတယ်အကူအညီပေးတယ်ဟောဒီဘက်ထိအောင်သွားအောင်ဓမ္မပါဏာတိပါဒလုံးရှောင်ယုံရှောင်နေယုံနဲ့မဖြစ်ဘူးတစ်ဖက်ကလှုပ်ဆောင်ချက်ရှိရဒါမို့ပါဠိစာပေတွေထဲမှာဒါရှင်းရှင်းလင်းလင်းမြတ်စွာဘုရားဟောတာ
ပါဏာတိပါဒဝေရမဏိတယ်မဟုတ်ဘူးသဗ္ဗပါဏဗုဒ္ဓဟိတံနုကံဒေယပန္နောတဲ့တတ္တဝါတွေပေါ်မှာတနာတဲ့စိတ်ကရုဏာမေတ္တာထားတယ်သဗ္ဗပါဏဗုဒ္ဓဟိတံနုကံပြီးတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတယ်မတတ်ယုံနဲ့မဟုတ်ဘူးသူတို့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ရှိအောင်ဓမ္မသမကမ္မတာဖြစ်တယ်နောက်တစ်ခုကအဒိဏဒါနသူများပစ္စည်းကိုမတရားယူခြင်းမှရှောင်တယ်စင်ကြယ်အောင်နေတယ်သူများပစ္စည်းနဲ့ပတ်သက်လာတယ်ဟောရှောင်တာစင်ကြယ်အောင်နေတာကာမေတုမိစ္ဆာစာရသူတော်ဘာသားမယားကိုပြစ်မှားခြင်းမှရှောင်တယ်သူတော်ဘာသားမယားအပေါ်မှာပြစ်မှားလို့တဲ့စိတ်လုံးဝမရှိပဲနဲ့ထိုအမှုကနေရှောင်ပြီးတော့သာဝရကိုကောင်းအောင်နေတယ်ကျင့်သုံးနေထိုင်တယ်ဟောဒါဆိုရင်တမ္မာကမ္မတဖြစ်သွားပြီတမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုဆိုတာအခုပြောခဲ့တဲ့ဒုစရိုက်9ပါးဝစီဒုစရိုက်က4ပါးရှိတယ်ကာယဒုစရိုက်က3ပါးရှိတယ်အဲ့ဒီဒုစရိုက်တွေကိုအခြေပြုပြီးတော့အသက်မွေးမှုကိုမရှာဘူးဆိုလိုတာကပါဏာတိပါဒအမှုနဲ့အသက်မမွေးဘူးအဒိဏဒါနနဲ့အသက်မမွေးဘူးကာမေတုမိစ္ဆာစာရနဲ့အသက်မမွေးဘူးလိန်ပြောပြီးတော့အသက်မမွေးဘူးတယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်ပြီးအသက်မမွေးဘူးကျမ်းစာနဲ့စကားတွေဆဲရည်တိုင်းထွာတဲ့စကားတွေပြောပြီးတော့အသက်မမွေးဘူးအကျိုးမရှိတဲ့စကားတွေပြောပြီးအသက်မမွေးဘူးလို့ဒီလိုဆိုလို့တယ်ဒါတွေကရှောင်ကျင်ပြီးတော့ကောင်းတဲ့နိလန်းနဲ့အသက်မွေးရင်တမ္မာအာဇီဝဒီလိုဖြစ်တာပေါ့ဟောအဲ့ဒါဆိုလို့ရှိရင်သီလဆိုတဲ့သောတာပေါ်မှာကိုတက်လာတာဒါပေမဲ့တက်ဖို့ကြိုးစားနေတာတက်နေတာပြည့်စုံလားဆိုရင်ပြည့်စုံတယ်အဆင့်ဆိုတာရှိသေးတယ်နော်ဘယ်နေရာပဲဖြစ်ဖြစ်အဆင့်ပန်းကလေးပွင့်တာကစပြီးအဆင့်ရှိတယ်အသီးလေးတွေသီးလာတာလည်းအဆင့်ရှိတယ်ခုခဏသီးခဏရင်ခဏမဲ့ခဏစားလို့ရတာမဟုတ်ဘူးတဖြည်းဖြည်းမှရင့်လာတာပန်းပွင့်လေးတွေကလည်းတဖြည်းဖြည်းလေးမှအပြည့်အစုံပွင့်တယ်ထို့တူပဲဒီသီလအကျင့်လေးဟာဒါလမ်းကြောင်းကိုရောက်ဖို့တာဆူးနေလမ်းကြောင်းပေါ်တက်တော့တက်မမြဲသေးဘူးအာပန္နလို့ပြောလို့မရသေးဘူးလို့ဆိုလို့တယ်ပေါ့တက်တော့တက်နေထို့တူပဲတမာရိကျင့်စဉ်တစ်ခုကိုကျင့်မယ်တမာရိဆိုတဲ့ကျင့်စဉ်ကအလုံးသိတဲ့အတိုင်းတမ္မာဝါယာမမှန်ကန်တဲ့ကြိုးစားမှုမှန်ကန်တဲ့ကြိုးစားမှုဆိုတာဘာဖြစ်တာတော့အချင်းချုပ်ပြောလို့ရှိရင်ကိုယ်တဏ္ဍာမှာအကုသိုလ်မဖြစ်အောင်ထိန်းချုပ်တယ်ဖြစ်လာလို့ရှိရင်ဖယ်ရှားတယ်ကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးလို့ရှိရင်တိုးပေါအောင်လုပ်တယ်ဒါတမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒါလို့လုပ်နေပြီဆိုလို့ရှိရင်ဒီမဂ္ဂင်၈ပါးပေါ်မှာကိုရောက်နေတယ်အေးဒီလိုလုပ်နေပြီဆိုရင်ဘာအရေးကြီးလိုအပ်တုံးဆိုတော့တတိလိုအပ်တယ်ဒါမှမဟုတ်တမ္မာတတိကိုလုပ်တဲ့အလုပ်ပေါ်မှာအာယုံစိုက်မှုတတိထားမှုမရှိဘူးဆိုရင်အလုပ်တစ်ခုကမအောင်မြင်နိုင်ဘူးเนาะမအောင်မြင်နိုင်ဘူးဒါကြောင့်မို့တမ္မာတတိကို mindfulness လို့ပြန် mindful ဆိုတာအာကုန်စိတ်ဆိုင်ထားတတိမပါဘဲနဲ့ကြိုးစားအထောက်ပဲဆိုလို့ရှိရင်လွယ်လွယ်ချော်ချော်လေးဖြစ်သွားနောက်တတိပါပြီးတဲ့နောက်ဘာလိုအပ်သေးတယ်ဆိုစိတ်ငြိမ်ဖို့လိုအပ်သေးတယ်တဲ့အာယုံတစ်ခုတည်းပေါ်မှာစိတ်ထားတယ်လုံလပ်သေးတယ်သူကတော့အချုပ်ပဲဒါကြောင့်မို့တမ္မာတတိတမ္မာသမာဓိဆိုမဂ္ဂင်၈ပါးမဂ္ဂင်၈ပါးတဲ့ကအခုတမာရိမဂ္ဂင်ပြောတယ်တမာရိမဂ္ဂင်ရလာတဲ့အခါကျတော့ဘာတွေလိုသေးတော့ပညာဆိုတဲ့အဆင့်ကြတော့တမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောမှုနဲ့တမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်မှုကမ္မထမ်းထိုင်တယ်ဆိုကြတဲ့ကသူကမထိုင်ခင်ကတည်းကမှန်မှန်ကန်ကန်တွေးတောထိုင်နေတဲ့အချိန်မှာလည်းမှန်မှန်ကန်ကန်စဉ်းစားနေတဲ့အထိအဲ့ဒါလို့မှန်မှန်ကန်ကန်စဉ်းစားတွေးတောနိုင်မှတမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်ခြင်းဆိုတာပေါ်လာနိုင်တယ်ပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးအဲ့ဒီ၈ပါးနဲ့ဖွဲ့စည်းထားတဲ့နိဗ္ဗာန်လမ်းကြောင်းကြီးပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်သောတာပန်လို့ခေါ်တာအပြည့်အဝရောက်သွားပြီတလုံးတစည်းသီလဘက်ကလည်း perfect ဖြစ်သွားပြီတမာဓိကလည်း perfect ဖြစ်သွားပြီပညာကလည်း perfect ဖြစ်သွားပြီ perfect မဖြစ်သေးရင်နုသေးတယ်ရောက်ပြီးပုဂ္ဂိုလ်လို့မပြောနိုင်သေးဘူးပေါ့တက်ဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်လို့ပဲပြောရ
အေကောင်းပြီအဲ့ဒါလို့ဖြစ်ဖို့အတွက်အထောက်အကူပြုရမယ်ဟာဘာတွေလဲလောကမှာစဉ်းစားကြည့်နော်တစ်ပင်လေးတစ်ပင်စိုက်လို့ရှိရင်အထောက်အကူလုပ်ရတာတွေအများကြီးရှိတယ်ဒီမျိုးစေ့လေးတစ်ခုချပြီးတော့ဒီမျိုးစေ့လေးအောင်ဖို့ရအတွက်အထောက်အကူတွေလိုအပ်တယ်ဘာတွေလိုအပ်တော့မြေကောင်းလိုအပ်တယ်ရေကောင်းလိုအပ်တယ်အလင်းရောင်ကောင်းမှုလိုအပ်တယ်ဟောဒါတွေမပါလို့ရှင်မဖြစ်ဘူးမျိုးစေ့လေးကအပင်ပေါက်ဖို့ဆိုလို့ရှိရင်ရေကောင်းကောင်းလိုတယ်မြေကောင်းကောင်းလိုတယ်အလင်းရောင်ရရမယ့်နေရာရှိတယ်အပူရရမယ့်နေရာရှိတယ် condition တွေလို့ခေါ်တယ်အဲ့ဒီ condition တွေအခြေပြုမှမျိုးစေ့လေးဟာရှင်းရှင်းတန်တန်နဲ့အပင်တစ်ခုပေါက်ဖွားလာနိုင်တယ်လို့ပဲသောတာလို့ဆိုတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ဒိဋ္ဌိလို့ဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုရဖို့အတွက် condition တွေလိုတယ်ဟုတ်လားအပင်ကလေးဆိုင်ရင် condition တွေအကြောင်းတရားတွေလိုတယ်လို့ပဲသူ့ဘာသူဒီအမြင်ကရလာမှာမဟုတ်ဘူးဒါဖြင့် condition တွေလိုတယ်ဆိုတော့ဘယ်နှခုရှိသလဲမြတ်စွာဘုရားကပြည့်ပြည့်စုံစုံဟောထားတာသောတာပန်ဖြစ်ဖို့အတွက်အင်္ဂါ400တဲ့သုတ်တန်တစ်ခုမှာသောတာပတ္တိယင်ကတုတ်မှာဟောထားတာသောတာပန်ဖြစ်ဖို့အတွက်အင်္ဂါ400ရှိတယ်နံပါတ်1ကဘာလဲဆိုရင်တပ္ပုရိတတန်တေဝသူတော်ကောင်းကိုမိဝဲစိတ်ကပ်ခြင်းသူတော်ကောင်းကိုဆရာတင်ခြင်းဆိုလိုတာကနိဗ္ဗာန်လမ်းကြောင်းပေါ်တက်တော့မယ်ဆိုလို့ရှိရင်ဆရာကောင်းရှိဖို့လိုတယ်ပေါ့ဒါပြောတာနော်နိဗ္ဗာန်လမ်းကြောင်းပေါ်မှာတင်ပေးနိုင်တဲ့ရောက်အောင်လမ်းညွှန်ပေးနိုင်တဲ့ဆရာကောင်းရှိဖို့လိုတယ်ဒါပြင်ဘက်ကလိုအပ်ချက်တစ်ခုတပ္ပုရိတတန်တေဝသို့မဟုတ်တပ္ပုရိတုပနိတယသူတော်ကောင်းဆိုတဲ့အားကောင်းတဲ့အမိတစ်ခုလိုတယ်ကြည့်လေရှင်သာရိပုတ္တရာမထေရကဘလောက်ဉာဏ်ကောင်းကောင်းတရားဓမ္မကိုသိကျင်လွန်အားကြီးလို့လူဘဝလူလောကခွာရှောင်ထားပေမဲ့လို့တပ္ပုရိတဆိုတာမတွေ့သေးဘူးသေစရပြပိုက်ကြီးထံနီးခံပြီးတော့နေနေပေမဲ့လို့ခုနကဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုရမလားဘာဖြစ်လို့လဲဆိုသေစရပြပိုက်ကြီးကလုံလောက်တဲ့တပ္ပုရိတမဟုတ်ဘူးဒီလမ်းကြောင်းကိုညွှန်ပြနိုင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်ရှင်သာရိပုတ္တရာဘလောက်ဉာဏ်ကြီးကြီးခုနကသောတာဆိုတဲ့နိဗ္ဗာန်ရည်စည်းကြောင်းတွေကိုမရောက်နိုင်ဘူးသူဘယ်သူနဲ့တွေ့မှရောက်တော့ရှင်အတ္တစိနဲ့တွေ့မှရောက်သွားတာကြည့်တော့ဒီ condition ဟာဘလောက်အရေးကြီးတယ်ဆိုတာသတိထားဖို့ဆရာကောင်းသမားကောင်းသူတော်ကောင်းဆိုတာဒီနေရာမှာဆရာကောင်းသမားကောင်းပြောတယ်လမ်းညွှန်မှုပြုနိုင်တဲ့ဆရာကောင်းသမားကောင်းသူတော်ကောင်းနဲ့ဆိုတဲ့အားကြီးတဲ့အကြောင်းအဲ့ဒီ condition နဲ့တွေ့မှဒီအသိဉာဏ်ဟာပွင့်လင်းနိုင်တယ်တဲ့ဒါဖြင့်ဒီတစ်ခုတည်းလုံလောက်လားဆိုလုံလောက်သေးဘူးရှင်သာရိပုတ္တရာရဲ့အလောင်းဥပဋိတပြပိုက်ဟာရှင်အတ္တစီကိုဆုံးခံနေတာမြင်သားပဲမြင်ပြီးတော့သွားပြီးတော့မေးမြန်းစုံစမ်းတယ်လျှောက်ထားတယ်ဒီချိန်ထိအောင်သူအသိဉာဏ်မရသေးဘူးနော်သူတော်ကောင်းနဲ့တော့တွေ့နေပြီဒါပေမဲ့အသိဉာဏ်မရသေးဘူးဘာဖြစ်လဲ condition တစ်ခုလိုနေသေးတယ်အဲ့ဒီ condition ကတတ္ထမသဝနာသူတော်ကောင်းရဲ့စကားတရားကိုနာကြားခြင်းဆိုအဲ့ဒါတစ်ခုလို့ကြည့်လေရှင်သာရိပုတ္တရာရှင်အတ္တစီဆိုတဲ့တပ္ပုရိတုပနိတယရလိုက်တာနဲ့ထိုရှင်အတ္တစီမထေရမြတ်ကမိန့်ကြားတဲ့ယေဓမ္မာဟေတုပ္ပဝါဆိုတဲ့သစ္စာလေးပါးကိုအချင်းချုပ်ရှင်းပြလိုက်တဲ့သူတော်ကောင်းတရားအဲ့ဒါကိုကြားနာလိုက်ရတာဒီနှစ်ခုတည်းနဲ့အပြင်ဘက်ကဒီအကြောင်းနှစ်ခုလည်းစုံလိုက်ရောရှင်သာရိပုတ္တရာရဲ့တဏ္ဍာမှာအတိညာခုနကဒိဋ္ဌိဆိုတဲ့သောတပတ္တိမဉ္ဇဉ်ဟာဘွားကနေဖြစ်လာအကြောင်းနှစ်ခုစုံမှဖြစ်တာနော်ဒါကအပြင်ဘက်ကအကြောင်းတွေပဲရှိသေးတယ်အတွင်းအကြောင်းကိုမပြောရသေးဘူးအကြောင်းကနှစ်ခုတည်းတည်းမကဘူးတာမန်အားဖြင့်စဉ်းစားကြည့်လိုက်လေမျက်စိလည်းကောင်းတယ်ပြင်ဘက်ကမြင်စရာအာယုံလည်းရှိတယ်မျက်စိနဲ့မြင်စရာအာယုံစုံလိုက်လို့ရှိရင်
မြင်တယ်ဆိုတဲ့စိတ်ကလေးမပေါ်ဘူးလားပေါ်တယ်မြင်တယ်ဆိုတဲ့စိတ်ကလေးအဲ့ဒီမှာမျက်စိနဲ့မြင်စရာအာယုံနှစ်ခုတင်ပြောထားအခုလဲရှင်အတ္တစီနဲ့တွေ့တယ်ရှင်အတ္တစီတရားနာလဲရတယ်တပ္ပုရိတုပနေတယသတ္တမတဝနာအပြင်အကြောင်းတွေကြီးပဲရှိတယ်ရှင်သာရိပုတ္တရာရဲ့တဏ္ဍာမှာရှိတဲ့အတွင်းအကြောင်းမပါသေးဘူးအပြင်အကြောင်းကြီးဆိုမဖြစ်နိုင်သေးဘူးဒါမှမဟုတ်အတွင်း condition တွေလိုသေးတယ် internal external ပေါ့အတွင်းကအကြောင်းတရားအပြင်ဘက်ကအကြောင်းတရားနှစ်ခုပေါင်းမှဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်နှစ်ခုပေါင်းရတယ်ဆိုပါစို့လူတွေနားလည်အောင်အကြမ်းမြင်ပြောမယ်ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာကန့်ကြောင့်ဖြစ်တဲ့ဩဇာလို့ခေါ်တဲ့အာဟာရဓာတ်ရှိခန္ဓာကိုယ်ထဲမှာရှိတာနော်ခန္ဓာကိုယ်ထဲမှာမွေးရာကပါလာတဲ့ကမ္မဇယုတ်အနေနဲ့ဩဇာဓာတ်ရှိတယ်ပြင်ဘက်ကအစာအာဟာရတွေစားလိုက်တဲ့အခါအဲ့ဒီပြင်ဘက်ကအစာအာဟာရတွေထဲမှာပါတဲ့ဩဇာအတွင်းဩဇာအပြင်ဩဇာဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မှခုနကလူရဲ့အသက်ကိုထိန်းနိုင်တယ်ဆိုတဲ့အာဟာရဇယုတ်တွေဖြစ်တာနှစ်ခုပေါင်းမှဖြစ်တယ်လို့ဒီလိုပြောတာနော်အေးစားခြင်းတိုင်းစားလူတယောက်ကကမ္မဇယုတ်ဩဇာမရှိဘူးလူကသေးနေတဲ့လူဆိုလို့ရှိရင်စားရင်တိုင်းစားအာဟာရဖြစ်ပါမလားဖြစ်နိုင်ဘူးအတွင်းကမရှိမရဘူးအတွင်းပြင်တစ်ခုပေါင်းရတယ်ထို့တူပဲသောတာပန်ဖြစ်ဖို့အတွက်ခုနထူးခြားတဲ့အသိဉာဏ်ရဖို့အတွက်အတွင်းအကြောင်းအပြင်အကြောင်းမြတ်စွာဘုရားခွဲဟောတာခုတပ္ပုရိတဝနေတရားသူတော်ကောင်းဆိုတဲ့အမိကောင်းကတစ်ခုတတ္တမတဝနာသူတော်ကောင်းတရားကိုကြားနာရမှုဆိုတဲ့အားတစ်ခုအဲ့ဒီနှစ်ခုသည်အပြင်ဘက်အကြောင်းတရားနဲ့ပတ်သက်တယ်ဒါဖြင့်အတွင်းအကြောင်းလုံးနေသေးတယ်ရှင်သာရိပုတ္တရာတဏ္ဍာမှာရှိရမယ်အတွင်းအကြောင်းကဘာလဲဆိုရင်ယောနိသောမနတိကာရ wise attention သူကိုယ်တိုင်ကယောနိသောမနတိကာရရှိမှခုနကပြင်ဘက်ကပေးတာတွေကိုလက်ခံနိုင်စွမ်းရှိတယ်ပြင်ဘက်ကဘလောက်ပဲပေးအတွင်းကမကောင်းလို့ရှိရင်လက်ခံနိုင်စွမ်းမရှိဘူးဒါကြောင့်ယောနိသောမနတိကာရဆိုတာမှန်ကန်တဲ့နှလုံးသွင်းတရားအသိဉာဏ်ရှိနေရမယ်အဲ့ဒါကအတွင်းအကြောင်းတစ်ခုနောက်တစ်ခုကဘာလို့ဆိုရင်ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မဆိုတာလောကုတ္တရာတရားအနုဓမ္မဆိုတာလောကုတ္တရာတရားနဲ့လျော်တဲ့သီလသမာဓိပညာဆိုတဲ့အကျင့်တရားပฏิပတ်တိဆိုတာကျင့်တာဓမ္မဆိုတဲ့လောကုတ္တရာတရားကိုဖော်ထုတ်ပေးနိုင်တဲ့ထုတ်လုပ်ပေးနိုင်တဲ့အနုဓမ္မဆိုတဲ့လျော်တဲ့အကျင့်ကိုကျင့်တာဆိုတာဒါလည်းပါမှန်ကန်တဲ့အတွေးရှိအောင်မှန်ကန်တဲ့အမြင်ရှိအောင်လည်းမရသေးဘူးလက်တွေ့ကျင့်သုံးမှုအဲ့တော့လက်တွေ့ကျင့်သုံးတယ်ဆိုတော့ဒီကနေ့ခေတ်ယောဂီတွေကထိုင်ထင်ကောင်းထင်လိုက်ပဲတရားရိပ်သာသွားပြီးရက်ရှည်တရားကြီးထိုင်မှလို့ဒါကတော့လူကိုလိုက်လို့ဖြစ်တာအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့တရားနာရင်လည်းပဲတရားတို့တရားများရတယ်မြတ်စွာဘုရားလက်ထက်တုန်းကဆိုလို့ရှိရင်ဒေသနာဝတ္တနေဟုတ်လားတရားတစ်ခုဆုံးလိုက်တာနဲ့တပြိုင်နက်သိမ့်ချီတန်းချီတဲ့တတ္တဝါတွေအကျွတ်တရားရသွားကြတယ်တပည့်စัจ जा တရားရဲ့အဆုံးမှာလူသားတွေကရှင်ကုဋ္ဌညနတ်ပြမာတွေကပြမာတွေက18ကလေးကြီးတရားထုတ်နေတာမဟုတ်ဘူးတရားနားနေတဲ့အချိန်မှာစိတ်ဆိုင်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်တဲ့တရားတွေပါပြောတဲ့စကားနောက်မှာလိုက်ပြီးရှုရင်းနဲ့ဒါကျင့်နေတာလို့ခေါ်တယ်ခုတရားနားနေတာဟာလည်းပဲတရားကျင့်နေတာပဲเนาะဘာဖြစ်လို့တရားကျင့်နေတယ်လို့ပြောနိုင်ရတော့နားနေတဲ့အချိန်မှာမှန်ကန်တဲ့လမ်းကြောင်းတွေကိုရှင်းပြနေတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းအတိုင်းဟုတ်တယ်လို့ဒီလိုသဘောကျနေတဲ့အချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာမနာလည်းမဖြစ်ဘူးဟောကိလေသာတွေအဲ့ဒီချိန်မှာငြိမ့်နေကိလေသာတွေစိတ်ငြိမ်သွားတဲ့အခါကျတော့အတိဉာဏ်တွေကလည်းတက်လာသဘောပေါက်သွားဉာဏ်ကနေသဘောပေါက်သွားဩ
တမက်တဖို့ရသွားကြတယ်ဆိုတာရှင်းတော့ကတရားနိုင်ရင်လည်းပဲရသွားနိုင်တယ်ဒါတော့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုပေါ့လူတွေရဲ့တဏ္ဍာမှာရှိတဲ့အကြီးချင်းအလိုက်ဒါကတော့ဖြစ်တာပေါ့ဓမ္မနုဓမ္မပฏิပတ်တိဆိုတာဘယ်နှရက်ကျင့်ရမယ်ဘာလုပ်ရမလို့ပြောလို့မရဘူးမြတ်စွာဘုရားကတော့တတိပဌာန်ကျင့်စဉ်ကိုပြောတာ9ရက်ပဲစမ်းကြည့်ပါတရားတို့တရားပြရနိုင်ပါတယ်လို့အဲ့တော့9ရက်နဲ့ရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်9ရက်အတွင်းရတဲ့ပုဂ္ဂိုလ်လည်းရှိ10မိနစ်နဲ့ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိရှင်စုလပံဘလောက်ဉာဏ်နေထိုင်လဲကာထာလေးတစ်ပုဒ်ကိုလေးလသင်ပေးတာရှေ့တစ်ပိုက်တိုးလိုက်ရင်နောက်တစ်ပိုက်မေ့သွားအဲ့ဒါလို့အမတန်မှမေ့လွယ်ပြီးတော့ဉာဏ်ထိုင်းနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ပုဂ္ဂိုလ်တစ်ပါးမြတ်စွာဘုရားကပဝါပိုင်းလေးပေးပြီးတော့ကမ္မထာနည်းလေးပေးလိုက်တာနိုင်ပိုင်းအတွင်းမှာဉာဏ်ဖြစ်သွားအဲ့တော့အတိုင်းအတာတစ်ခုဟာဘယ်လောက်ကျင့်ရမယ်ဆိုတာပြောလို့ပြအောင်ကိုယ့်ရဲ့ဉာဏ်သွေးပေါ်မှာမိတည်ပြီးတော့နေတယ်အဲ့တော့ရတာမရတာစဉ်းစားစရာမလိုဘူးကျင့်တာမကျင့်တာပဲစဉ်းစားရတာမရတာစဉ်းစားနေလို့ရှိရင်တရားဟုတ်ပါမလားဟုတ်တော့လမ်းကြောင်းလွဲနေတယ်လို့ခေါ်တယ်နော်ကိုသွားရမယ့်လမ်းကြောင်းကိုမသွားပဲနဲ့လူတယောက်ဟာကိုသွားရမယ့်ခရီးပေါ်ရောက်နေရတဲ့နဲ့ထိုင်ပြီးတော့ဘယ်ချိန်ရောက်မလို့ဘယ်ချိန်ရောက်မလို့စဉ်းစားပြီးထိုင်တွေးနေရောက်ပါမလားမတွေးနဲ့ခြေတော့တလန်းပြီးတလန်းသာသွားနေရောက်တော့မှာပဲခြေလန်း1000ပြည့်ရင်ရောက်မဲ့ခရီးဆိုရင်ခြေလန်း1000ပြည့်ရင်ရောက်မှာပဲမေးစရာမလိုဟုတ်ကဲ့လားခြေလန်း900နဲ့ရောက်မဲ့နေရာဆိုရောက်တော့မှာပဲဒါတဏှာကြီးသွားမဲ့နေရာဆိုတဏှာကြီးပြည့်ရင်ရောက်မှာပဲတွက်နေစရာမလိုထို့တူပဲကမ္မထာထုတ်တဲ့အခါမှာရောက်ရမယ့်အရေးတွေတွေးနေစရာမလိုသွားနေဖို့ပဲအဓိကသွားနေလို့ရှိရင်ကိုယ့်ရဲ့အရေးသွေးအားလျော်စွာရောက်သွားမှာတဲ့အဲ့ဒါကိုဓမ္မာနုဓမ္မပฏิပတ်တိတဲ့သီလကျင့်စဉ်တွေကျင့်တယ်သမာဓိကျင့်စဉ်တွေကျင့်တယ်ပညာကျင့်စဉ်တွေကျင့်တယ်သီလကျင့်စဉ်ဆိုတာအလုံးသိကြတယ်သမာဓိကျင့်စဉ်ဆိုတာသမထကျင့်စဉ်ကိုပြောတာဝိပဿနာတိုက်ရိုက်သွားလို့ရှိရင်လည်းတမာရီရှေ့ကထူထောင်တာပညာကျင့်စဉ်ဆိုတာဝိပဿနာကျင့်စဉ်ကိုပြောတာအဲ့လိုသီလတမာရီပညာဆိုတဲ့ဒီကျင့်စဉ်ကိုကျင့်နေခြင်းသည်ဓမ္မနုဓမ္မပฏิပတ်တိယောနိသောမနတိကာရရဲ့ဓမ္မနုဓမ္မပฏิပတ်တိရဲ့အဲ့ဒီနှစ်ခုက internal condition တပ္ပုရိတုပနိတ္တယတတ္တမတဝနာက external condition အပြင်အကြောင်းနှစ်ခုအတွင်းအကြောင်းနှစ်ခုအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့ဘာရဇတ်ရလာတော့ဆိုရင်ခုနကပြောတဲ့အမြင်မှန်အမှန်ကိုမြင်ခြင်းဆိုတဲ့အကျိုးတရားတစ်ခုရလာဒီဟာတွေမပေါင်းစပ်လို့ရှိရင်ရနိုင်ပါ့မလားကက်စမီချစ်လေးပေါ့ဒီတိုင်းပဲထားမယ်ဆိုရင်မီးတောက်ကလေးရပါမလားထဲမှာ condition တွေရှိတော့လဲလိုးနေတဲ့ condition လေးလက်ကလေးနဲ့ဖိပြီးတော့ချစ်ပေးလိုက်ပဲဆိုလို့ရှိရင်မိတော့ကလေးကဝေါခနဲ့ထွက်လာမှာအဲ့ဒါလိုပဲအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုဆုံလိုက်တာနဲ့တပြိုင်တည်းအသိဉာဏ်ပွင့်လာဒီအဓိပ္ပာယ်ကိုပြောကဲကောင်းပြီဒါကသောတပန်ဖြစ်အောင်လုပ်ရမယ့်အခြေအနေတွေကိုယ်မှဒီအခြေအနေတွေကိုထူထောင်ရမယ်မရှိသေးရင်ရှိအောင်လုပ်ရကဲအခြေအနေတွေတစ်ခုအရေးကြီးတဲ့အခြေအနေနောက်ဆုံးအရေးကြီးဆုံးကဘာတော့ကိုယ်မှာပြည့်စုံနေတာတပ္ပုရိတုပနေတရားရှိနေပြီလားဆရာကောင်းရှိနေပြီလားရှိနေပြီတတ္တမတဝနာနိဏနေတရားတွေနားထောင်ပြီးပြီလားထောင်ပြီးပြီယောနိသောမနတိကာရအမှန်ကန်နှလုံးသွင်းမှုတွေရှိနေပြီလားရှိနေပြီနောက်တစ်ခုဘာရှိရအောင်လို့ဓမ္မာနုဓမ္မပฏิပတ်တိသီလသမာဓိပညာဆိုတဲ့အကျင့်တွေကျင့်နေပြီလားကျင့်နေပြီဆိုရင်ဒီလေးခုစုံလို့ရှိရင်ခုနကဒိဋ္ဌိလို့ဆိုတဲ့မှန်ကန်တဲ့အမြင်ပေါ်လာမှာပဲအဲ့ဒါကိုပြောတာဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဆိုဒီအကြောင်းလေးချက်နဲ့ပေါင်းလိုက်တဲ့အခါဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဖြစ်သွား
ကောင်းပြီဒီလိုဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေခံစားရဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ကဘလို့အကျိုးကျေးဇူးတွေခံစားဘလို့ထူးခြားချက်တွေသူ့မှာရှိတယ်လေမြတ်စွာဘုရားကအာနိတန္တသုတ်အရာစကားနဲ့နားလည်အောင်ပြောရင်သောတာပန်ဖြစ်ခြင်းရဲ့အကျိုးကျေးဇူးသောတာပန်ဖြစ်လာလို့ရှိရင်ဘလို့ထူးခြားချက်တွေရှိတယ်လေနံပါတ်1ကသူတော်ကောင်းတရားပေါ်မှာခိုင်မြဲသွားတာတခုဒါပေမဲ့ပုရုဇဉ်တွေကမခိုင်မြဲသေးဘူးလို့ပြောတာနော်ပုရုဇဉ်တွေကဘယ်ခိုင်မြဲမလို့ဟိုကတစ်မျိုးဟောလိုက်ဟိုဘက်ပါသွားဒီကတစ်မျိုးဟောလိုက်ဒီဘက်ပါသွားနော်ဟိုကဟုတ်နိုးနိုးဒါဟုတ်နိုးနိုးတွေဖြစ်နေပုရုဇဉ်တွေကြသောတာပန်ပုဂ္ဂိုလ်ကြတော့ဘယ်သူကလာပြောလို့မှမရတော့ဘူးအပရပစ္စယောဘယ်သူ့ပေါ်မှာဘယ်သူပြောတာမှမယုံဘူးကိုယ်တိုင်သိနေပြီဒွေရင်သည်စားဖို့ထားတဲ့ပုဂ္ဂိုလ်ကလာမပြောနဲ့ဒွေရင်သည်အကြောင်းနော်စားပြီးနေပြီဒီလိုပဲဖြစ်မှာပေါ့သူများပြောတာယုံစရာမလိုကိုယ်တိုင်တွေ့ပြီးပြီလေအဲ့ဒါလိုပဲအပရပစ္စယတတ္ထမနိယတသူတော်ကောင်းနဲ့ပတ်သက်ပြီးတော့ခိုင်မာသွားပြီခိုင်မာတာမှဘလို့ခိုင်မာတော့ဆိုဒီဘဝတည်းမဟုတ်ဘူးသေသွားနောက်ဘဝလည်းဒီတိုင်းဟိုနောက်ဘဝလည်းဒီတိုင်းလုံးဝမြဲသွားပြီလို့ပြောတာပုရုဇဉ်တွေကြတော့ရွေအောင်မှာဘုရားဘာသာမိသားစုနဲ့ဘုရားဘာသာအတိုင်းဝိုင်းမှာလာပြီးတော့ဖြစ်တဲ့အခါဘုရားကိုယ်ွယ်လိုက်တရားကိုယ်ွယ်လိုက်တန်ခါကိုယ်ွယ်လိုက်တရားနာလိုက်ဟိုဘက်အတိုင်းဝိုင်းရောက်တဲ့အခါကျတော့ဟိုလိုလုပ်လိုက်ဒီလိုလုပ်လိုက်နော်မြဲတာမဟုတ်ဘူးပတ်ဝန်းကျင်ရဲ့အခြေအနေတရားကိုလွန်ဆန်နိုင်ခြင်းမရှိကြအခုဗုဒ္ဓဘာသာဖြစ်လိုက်နောက်တစ်ခါဒီပြင်ဘာသာဝင်ဖြစ်လိုက်ဒီလိုပဲပြောင်းနေမှာပုထုဇဉ်ဆိုတာသောတာပန်ဖြစ်သွားရင်တော့ဘယ်တိုင်းဝိုင်းနဲ့ရောက်သွားတာတိမှတ်သွားပြီသူကတတ္ထမနိယတောသူတော်ကောင်းတရားမှာမြဲသွားပြီလို့ပြောတာတချို့ပုဂ္ဂိုလ်တွေကသောတာပန်လို့ပြောနိုင်လောက်တဲ့အနေအထားရှိတယ်ဘုန်းကြီးတို့ကြားဘူးတဲ့ true story လေးတစ်ခုရှိပြင်သစ်နိုင်ငံကပြင်သစ်အမျိုးသမီးတယောက်သူမိဘတွေကခရစ်ယာန်တွေသူကစာဘဝါဒနာပါတော့ဘာသာအုပ်ဖတ်တယ်ဆိုဓမ္မပဒဂါထာလေးတွေဖတ်တယ်အဲ့ဒီဓမ္မပဒဂါထာဖတ်ရင်နဲ့ဘုရားဘာသာဖြစ်သွားကြည်ဘယ်လိုဟိုဘက်အတိုင်းဝိုင်းတွေကြီးမရဘူးဒီဘက်ပြန်ရောက်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေဟာတခြားအတိုင်းဝိုင်းမှာရှိပြီးပြောတဲ့လူမရှိဘဲနဲ့သူ့ကိုယ်သူလမ်းကြောင်းပြန်တဲ့နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒါတမ္မာပုဂ္ဂိုလ်မဟုတ်ဘူးနော်တမ္မာပုဂ္ဂိုလ်မဟုတ်ဘူးသောတာပန်လူဝင်စားလို့ကြားဘူးခြင်းမှာကြားဘူးမယ်ပေါ့သို့တော့မဖြစ်နိုင်ဘူးဆိုတာတော့မဟုတ်ဖြစ်နိုင်တချို့ကလေးတွေဟာငယ်ငယ်လေးတွေဖရာတရားမြဲလာသူများအသက်မတတ်ဘူးတချို့ကလေးတွေကမွေးရပါညင်ကလေးတွေနော်သူများအသက်မတတ်ဘူးအဲ့ဒါလို့အနေထားပုဂ္ဂိုလ်လေးတွေဟာသူတော်ကောင်းစိတ်ကလေးကအမေကတင်ရတာမဟုတ်ဘူးအဖေကတင်ရတာမဟုတ်ဘူးပတ်ဝန်းကျင်ကိုအတုခိုးတာမဟုတ်ဘူးသူစိတ်ကိုကဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာဒါတမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးသောတာပန်လို့တောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ဒါမျိုးတွေရှိတာပဲဒါကြောင့်မို့လို့သောတာပန်ဖြစ်သွားပြီဆိုရင်တတ္ထမနိယတောတဲ့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးခိုင်မြဲသွားပြီလို့ပြောတာမပြောင်းတော့နော်တမန်ပုရုဇဉ်တွေကတော့အခုဓမ္မံတရဏံဂစ္ဆာမိဆိုပေမဲ့လို့နောက်ရက်ကျတော့ဓမ္မံတရဏံဂစ္ဆာမိဆိုကြမှာဆိုနိုင်မှာတခြားဘဝတခြားအတိုင်းဝိုင်းရောက်သွားရင်ပြောင်းသွားမှာနောက်အကျိုးတစ်ခုကဘာလို့ဆိုရင်တတ္ထမနိယတောရဲသွားပြီးတဲ့နောက်မှာအပရိဟဏဓမ္မောတဲ့ရထားတဲ့အခြေအနေတစ်ခုကဘယ်တော့မှနောက်ဆုတ်မသွားဘူးရုပ်လျော့မသွားဘူးရော့မသွားဘူးလို့ဆိုလို့သူမြင်ထားတဲ့အသိဉာဏ်ကနေပြီးတရွေးသားမှနောက်ပြန်ရော့မသွားဘူး
သူရထားတဲ့အတိညာတိုးတာတိုးလာမယ်ရော့မသွားဘူးတဲ့ဆိုလိုတာကလူတွေနားလည်အောင်ပြောမယ်ဆိုရင်သောတာပန်ဘဝနဲ့ဘုန်းကြီးဝလို့ရှိရင်လူမထွက်တော့ဒါပေမဲ့တချို့ပုဂ္ဂိုလ်တွေကထင်ကြတယ်သူတို့ကြည်ညိုတဲ့ဘုန်းကြီးတစ်ပါးလူထွက်သွားတဲ့အခါကျတော့ဟောသူတို့ကငကိုယ်တော့သောတာပန်တို့ဒီလိုထင်တာ။အော်သောတာပန်မို့လူထွက်တာသက္ကရာကအနာဂံဖြစ်ရင်ထွက်မှာမဟုတ်ဘူးလို့ဒီလိုပြောကြတယ်။ကြားဘူးတယ်ဗမာပြည်မှာကိုအဲ့လိုကြားဘူးသေးတယ်။တကယ်တော့သောတာပန်ဖြစ်သွားလို့ရှိရင်ဘုန်းကြီးကနေလူမဖြစ်တော့သိချတယ်ဒါ။သောတာပန်ဖြစ်သွားရင်ရုပ်လျော့သွားတာမရှိတော့ဘူး။အဆင့်တစ်ခုဟာရှော့ချမသွားတော့ဘူးလို့ဒါပြောတာနော်။အဲ့ဒါကိုအပရိဟာဏဓမ္မောနောက်ဆုတ်သွားတဲ့သဘောရော့ကျသွားတဲ့သဘောမျိုးမရှိဘူးတဲ့နှစ်ခုရှိပြီနော်နံပါတ်1ကပါလဲတတ္တမနိယတောသူတော်ကောင်းတရားပေါ်မှာခိုင်မာသွားပြီနောက်ဒုတိယကပါတော့အပရိဟာဏဓမ္မောဘယ်တော့မှဆုတ်ယုတ်သွားတဲ့သဘောမရှိတော့ဘူးတိုးတက်ဖို့ပဲရှိတယ်ဆုတ်သွားတာမရှိဘူးဒါပြောတာတရားဓမ္မအနေနဲ့အသိဉာဏ်အနေနဲ့လည်းဆုတ်မသွားဘူးသီလအနေနဲ့လည်းဆုတ်မသွား၅ပါးသီလလုံတဲ့နေရာကနေ၅ပါးသီလတစ်ပါးလျှော့ပြီး၄ပါးသီလဆိုတာမရှိဘူး၃ပါးသီလမရှိဘူး၂ပါးသီလမရှိဘူးတစ်ပါးသီလမရှိဘူး၅ပါးအပြည့်အဝဆောက်တယ်ဟောရော့မသွားဘူးပြောတာနော်အပရိဟာဏဓမ္မောနောက်တစ်ခုကဘာလို့ဆိုပရိယန္တကတ္တဒုက္ခံတန်တရားတွေကဝဆင်းရဲဆင်းရဲဒုက္ခတွေကိုကန့်သက်ပြီးဖြစ်သွားပြီဘုန်းကြီးတို့တွေပုထုဇဉ်တွေကြတော့ဒုက္ခအကန့်အသတ်မရှိသေးဘူးဘလောက်ခံရအောင်မယ်လို့သိလားမသိဘူးတန်တရားထဲမှာဘလောက်ကြာအောင်မယ်ဘလောက်ဘယ်နှခါအိုရအောင်မယ်ဘယ်နှခါနာရအောင်မယ်ဘယ်နှခါသေရအောင်မယ်လို့မသိဟုတ်ကဲ့အကန့်အသတ်မရှိဘူးအကန့်အသတ်မဲ့ဒုက္ခတွေအတိုင်းအတာမဲ့ဒုက္ခတွေရှိနေတော့မယ်။ဩသောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်ဒုက္ခတွေကိုကန့်သတ်လိုက်ပြီတဲ့။ဘာလို့ဆိုရင်အလွန်ဆုံး9ဘဝပဲ9ခါပဲတည်တော့ဟုတ်ကဲ့9ခါပဲတည်တော့10ခါမြောက်ဘဝကိုမယူဘူး။ကြည့်လူတွေနေစဉ်ရွတ်နေကြတဲ့ပရိတ်ထဲမှာပါတယ်လေ။နတ္တေဘဝံအဋ္ဌမမာရိယန္တိကိဉ္စာပိတေဟွန်တိဘုတံပမတ္တာနတ္တေဘဝံအဋ္ဌမမာရိယန္တိဘယ်ထဲမှာပါတော့ပြိပယဟုတ်လားရတနာတုတ်ထဲမှာပါဟုတ်ကဲ့ကိဉ္စာပိတေဟွန်တိဘုတံပမတ္တာကာမဂုဏ်အာယုန်နေနဲ့မေ့ခြင်းမေ့နေပါစေတဲ့မေ့နေပြီမဲ့လို့နတ္တေဘဝံအဋ္ဌမမာရိယန္တိရှစ်ခုမြောက်ဘဝဘယ်တော့မှတရေမတည်တော့ဘူးလို့ပြောတာဟုတ်ကဲ့သောတာပန်ပုဂ္ဂိုလ်ဟာ9ဘဝနဲ့ပဲအကန့်အသတ်လိုက်ပြီး10ဘဝမြောက်တရေတည်တယ်ဆိုတာမရှိတော့ဘူးဘဝမရှိတော့ဘူးဒါပြောတာနော်အဲ့ဒါကြောင့်မို့လို့ပရိယန္တကတ္တဒုက္ခဟောတိသူ့ရဲ့ဒုက္ခတွေဟာကန့်သတ်ပြီးသားဖြစ်သွားပြီနောက်တစ်ခုကဘာလို့ဆိုရင်အတ္တဓာရဏေနညာနေနသမဏဂတောကိုယ်ပိုင်အသိဉာဏ်တစ်ခုရှိသွားအတ္တဓာရဏဆိုတာတာမန်ပုဂ္ဂိုလ်တွေမသိတဲ့တာမန်ပုဂ္ဂိုလ်တွေနဲ့မစီဆိုင်တဲ့အသိဉာဏ်မျိုးသူ့မှာရှိသွားဘာတွေတော့သူ့ထဲမှာထင်ရှားတဲ့အသိဉာဏ်ကဘာလို့ဆိုသင်္ခါရမှန်သမျှအနိစ္စဆိုတဲ့အသိသူ့မှာရှိသွားသင်္ခါရမှန်သမျှဟာဒုက္ခဆိုတာသူအသိရှိသွားပြီသဘာဝတရားမှန်သမျှအနတ္တဆိုတဲ့အသိလည်းရှိသွားပြီဒါတာမန်ပုဂ္ဂိုလ်တွေသိတဲ့အသိမဟုတ်ဘူးသူကကိုယ်တိုင်သိတဲ့အသိနဲ့ထူးခြားတဲ့အသိမှန်ကန်တဲ့အမြင်တွေသူ့မှာရှိသွားပြီတဲ့ဒါကိုပြောတာအတ္တဓာရဏေနညာနေနဘုရုဇဉ်တွေနဲ့မဆက်ဆံတဲ့သီးသန့်သောတာပန်ပုဂ္ဂိုလ်တွေရှိတိုင်းတဲ့သောတာပတ္တိမဉ္ဇဉ်ဆိုတဲ့အမှန်ကိုမြင်တဲ့နိဗ္ဗာန်ကိုမြင်တဲ့ဉာဏ်နဲ့ပြည့်စုံသွားပြီလို့ပြောတယ်နောက်တစ်ခုကဘာလို့ဆိုရင်ဟေတုစတ္တသူဒိဋ္ဌောအကြောင်းတရားအစစ်မှန်ကိုသူမြင်သွားပြီတဲ့ဘ
ဘုန်းကြီးတို့တွေအကြောင်းတရားအစစ်မှန်မမြင်သေးလို့ရှိရင်ဟိုဟာကိုအကြောင်းထင်ဒီဟာကိုအကြောင်းထင်လောကမှာလူတွေဟာအကြောင်းနဲ့ပတ်သက်ပြီးဇဝေဇဝါဖြစ်နေတော့မယ်ဒီကနေ့ခေတ်တောင်တာမန်လေးတောင်ဇဝေဇဝါရှိနေကြတော့မယ်လေအကြောင်းစစ်အကြောင်းမှန်ကိုမသိသည့်အတွက်ကြောင့်ဘေရင်ဆရာဟောရင်လည်းယုံလိုက်တာပဲဘိုးတော်ပြောလိုက်ရင်လည်းယုံလိုက်တာပဲဟိုလူကပြောယုံဒီလူကပြောယုံမယုံကြဘူးလားသွားပြီးတော့ဘေရင်လေးလည်းမေးလိုက်ရအောင်မနော်လူပြောသူပြောအကြောင်းတွေကိုဒီအကြောင်းဟုတ်လောက်ခဲ့ဆိုပြီးတော့အစွဲလန်းနေနဲ့ယုံနေကြဒါမလောက်ကောင်းဘူးလောက်ကောင်းတယ်ဆိုတဲ့အကြောင်းတွေလည်းယုံကြတာအမျိုးစုံဟိုလူပြောယုံဒီလူပြောယုံဆိုတာအကြောင်းမှန်ကိုမသိလို့ပဲဒါအကြောင်းမှန်ကိုမသိလို့သောတာပန်ဖြစ်သွားရင်ဘာကြောင့်ဆိုတာသူလက်ခံသွားပြီအကြောင်းကိုမြင်သွားပြီတဲ့ဒါကြောင့်မို့ဟေတုသတ္တသူဒိဋ္ဌောသူဒိဋ္ဌဆိုကောင်းကောင်းကြီးမြင်တယ်မှန်မှန်ကန်ကန်မြင်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောတယ်အကြောင်းတရားတွေကိုမှန်မှန်ကန်ကန်မြင်သွားပြီဘယ်ဟာအကြောင်းဟုတ်တယ်ဘယ်ဟာအကြောင်းမဟုတ်ဘူးသိသွားသည့်အတွက်ကြောင့်မမှန်မကန်တဲ့အကြောင်းတရားတွေကိုအကြောင်းဖြစ်လက်ခံပါမလားလက်မခံဘူးတနေ့ရတယ်မဲ့ယရဏဂုဏပွဲမှာလေထိန်မြင်ခုတ်အဲ့ဒီနတ်ပွဲမှာထိန်မြင်ခုတ်တယ်လို့ပြောတာဂျာနယ်ထဲတွေ့တာပါထိန်မြင်ခုတ်တော့အဲ့ဒီထိန်သားဆောင်ထားရင်လက်ကောင်းတယ်ဟောဒါအကြောင်းတရားကိုယုံတာမဟုတ်လားဒီထိန်သားလေးဆောင်ထားတာနဲ့လက်ကောင်းတယ်ဆိုတော့ဘယ်လိုဖြစ်တာနော်အဲ့တော့လက်ကောင်းတယ်ဆိုပြီးတော့အဲ့ဒီထိန်သားလေးရဖို့ရအတွက်လူချရက်ကြတာလက်ကောင်းမကောင်းတော့မသိဘူးတဲ့တယောက်တယောက်နဲ့နင်းလို့ဆေးရုံရောက်တဲ့လူရောက်ဒုက္ခရောက်တဲ့လူရောက်လက်ကျိုးသူကျိုးခြေကျိုးသူကျိုးအဲ့ဒါကတော့ဒိဋ္ဌဓမ္မပဲအဲ့ဒီထိန်သားလေးဆောင်ထားလို့လက်ကောင်းမကောင်းအောင်မသိဘူးအဲ့တော့ဒါလေးဆောင်ထားတာနဲ့လက်ကောင်းတယ်လို့ယုံတာကအကြောင်းတရားမဟုတ်တာကိုယုံတာပဲဟုတ်ကဲ့မှန်ကန်တဲ့အကြောင်းတရားမဟုတ်ဘူးဒါကြောင့်မို့လို့သောတာပန်ဖြစ်သွားပြီဆိုရင်မှန်ကန်တဲ့အကြောင်းတရားဟာကောင်းကောင်းကြီးမြင်သွားပြီတဲ့ဒါကြောင့်မို့မယုံတော့ဘူးဒါရင်လားလို့ဆိုတော့မဟုတ်ဘူးဟေတုသမုပ္ပန္နာသဓမ္မအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းကြီးမြင်သွားပြီတဲ့အကြောင်းကိုလည်းမြင်တယ်အကြောင်းကြောင့်ဖြစ်တဲ့အကျိုးကိုလည်းမြင်တယ်ဆိုတော့တန်တရားရှိပါအောင်မလားရှိပါဗျာအဲ့ဒါကိုသောတာပန်ဖြစ်ရင်တန်တရားကင်းတယ်ဆိုတာအဲ့ဒါပြောသောတာပန်ဖြစ်လို့တန်တရားခင်းသွားပြီဆိုအကြောင်းတရားနဲ့အကြောင်းရဖြစ်ပေါ်လာတဲ့အကျိုးနဲ့ပတ်သက်ပြီးဟုတ်သလားမဟုတ်ဘူးလားတွေးတောပြီးတော့ယုံမှားနေကြမရှိဘူးပေါင်းလိုက်တဲ့အခါမှာသောတာပန်ဖြစ်ရလို့ရရှိလာတဲ့အကျိုး6မျိုးတဲ့ဟုတ်ကဲ့ပြန်ပြီးတော့ပြောပြ6မျိုးอ่ะနံပါတ်1ကသူတော်ကောင်းတရား၌ခိုင်မြဲခြင်းတတ္ထမနိယတနံပါတ်2ကအပရိဟာဏဓမ္မဘယ်တော့မှကိုချင်းတရားကဆုပ်ယုပ်သွားတာမရှိဘူးနံပါတ်3ကဒုက္ခကိုအကန့်အသတ်လုပ်ပြီးသားဖြစ်သွားပြီနံပါတ်4ကသူများနဲ့မတူတဲ့အသိဉာဏ်ရသွားပြီနော်နံပါတ်5ကအကြောင်းတရားတွေကိုကောင်းကောင်းမြင်ပြီနံပါတ်6ကအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေကိုကောင်းကောင်းမြင်တယ်ဆိုဒါသောတာပန်ဖြစ်လာတဲ့ပုဂ္ဂိုလ်အတွက်အကျိုးကျေးဇူးဒါရင်လားလို့ဆိုတော့သောတာပန်ဖြစ်လာတဲ့ပုဂ္ဂိုလ်တရားဟာဒီအကျိုးကျေးဇူးတွေရလာသည့်အတွက်ကြောင့်သောတာပန်ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမလုတော့တဲ့ဟာတွေရှိသေးတယ်နော်ဘယ်တော့မှမလုတော့ဘူးသောတာပန်ဖြစ်လာသောတာပန်ဖြစ်သွားတာနဲ့တပြိုင်နက်တန်ရောစဉ်3မျိုးကိုလည်းဖယ်ရှားလိုက်တယ်ကြည့်ပရိကြီးတဲ့ကယရဏတုတ်သာဟာဝတ္တဒသနတံပရာယတယတုဓမ္မာဇဟိတာဘဝန္တိသာဟာဝတ္တဒသနတံပရာယဆိုဒသနတံပရာဆိုတာသောတပတ္တိမဉ္ဇဉ်နဲ့ပြည့်စုံလိုက်တာသောတပတ္တိမဉ္ဇဉ်ကိုရလိုက်တာနဲ့တပြိုင်နက်တဲ့တယတုဓမ္မာဇဟိတာဘဝန္တိသူတဏ္ဍမှာဟောဒီတန်ရောစဉ်3မျိုးဟာဖယ်ရှားပြီးဖြစ်သွားပါတယ်တဲ့အဲ့ဒီတန်ရောစဉ်3မျိုးကဘာလဲလို့ဆိုရင်သက္ကာယဒိဋ္ဌိဝိသိကိစ္စတင်စတိလပဒံဝါပိယထဋ္ဌိကိစ္စဟောသောတာပန်ဖြစ်သွားလို့ရှိရင်ဟောဒီတန်ရောစဉ်3မျိုးဟာဖယ်ရှားပြီးသားဖြစ်သွားတယ်
ဒါလည်းအကျိုးကျေးဇူးပဲနော်သောတပတ္တိမဉ္ဇဉ်ရလိုက်တာနဲ့တပြိုင်နက်ဓတ္တနဆိုတဲ့သောတပတ္တိမဉ္ဇဉ်ကိုရလိုက်တာနဲ့တပြိုင်နက်ဘာတွေပျောက်သွားသက်ကာယဒိဋ္ဌိသက်ကာယဆိုတာခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မမြင်မဲနဲ့မှားနေတဲ့အတ္တလို့ယူဆတဲ့အယူဆတစ်ခုအဲ့ဒါသက်ကာယဒိဋ္ဌိသက်ကာယပေါ်မှာဖြစ်တဲ့အယူမှားလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့သက်ကာယဒိဋ္ဌိရဲ့အဓိပ္ပာယ်ကသက်ကာယဆိုတာတကယ်ရှိတဲ့ခန္ဓာ၅ပါးတကယ်ရှိတဲ့ခန္ဓာ၅ပါးကိုမရှိတာမြင်တာဒိဋ္ဌိရှိတာကခန္ဓာ၅ပါးမရှိတာကအတ္တဟုတ်ကဲ့မရှိတဲ့အတ္တကိုတွေးကြံပြီးတော့ခန္ဓာ၅ပါးတဲ့အရာတစ်ခုခုဒိဋ္ဌိမှားရတဲ့အမြင်ဖြစ်နေတယ်အတ္တလို့ယူဆပြီးတော့ဖြစ်နေတယ်အလုံးကြားဦးလိမ့်မယ်တက္ကရာဒိဋ္ဌိ20ရှိတယ်ခန္ဓာတစ်ခုမှာ၄ခုစီ4ခုစီဆိုတော့၄၅လေး20ပေါ့တက္ကရာဒိဋ္ဌိ20ရုပ်နဲ့ပတ်သက်ပြီး၄ခုဝေဒနာနဲ့ပတ်သက်ပြီး၄ခုတင်ညာသင်္ခါရဝိညာဉ်နဲ့ပတ်သက်ပြီး၄ခု၄၅လေး20ဒါတက္ကရာဒိဋ္ဌိ20လွယ်လွယ်လေးမှတ်ချင်လွယ်လွယ်လေးပဲသူကနော်ခန္ဓာကိုယ်ပဲအတ္တလို့အတ္တဟာခန္ဓာခန္ဓာဟာလည်းအတ္တဆိုတော့ရုပ်ဟာအတ္တအတ္တဒီပြင်ရုပ်နဲ့အတ္တနဲ့တစ်ခုတည်းလို့မြင်တာအဲ့ဒါကနံပါတ်1ရူပံအတ္တတော်ရုပ်တရားတွေကိုပဲအတ္တလို့ယူဆနောက်အတ္တဟာရုပ်တရားတွေမှာရှိနေတယ်လို့ယူဆတာအဲ့ဒါကြတော့ရုပ်နဲ့အတ္တတခြားစီခွဲလိုက်တယ်ရုပ်တရားတွေမှာအတ္တရှိတယ်တခါအတ္တတွေမှာရုပ်တရားရှိတယ်ဟောအတ္တတွေမှာရုပ်တရားရှိတယ်ရူပံအတ္တတော်ရူပသမိန်ဝါအတ္တရူပဝန္တံဝါအတ္တအတ္တမှာရုပ်တရားရှိတယ်လို့ယူဆတယ်အတ္တထဲမှာရုပ်ရှိတယ်လို့ယူဆတယ်ရုပ်ထဲမှာအတ္တရှိတယ်လို့ယူဆပေါင်းလိုက်တော့၄ခုရုပ်ကိုအတ္တလို့ယူဆတယ်အတ္တဟာရုပ်ရှိတယ်လို့ယူဆတယ်ဆိုလိုတာကရုပ်ဟာအတ္တရဲ့ property ပေါ့အတ္တကပိုင်တဲ့ပစ္စည်းလို့ယူဆတာကိုပြောရုပ်နဲ့အတ္တနဲ့တစ်ခုတည်းထားပြီးတော့ရုပ်ကိုအတ္တလို့ယူဆတာရှိတယ်အတ္တမှာရုပ်ရှိတယ်လို့ယူဆတယ်ရုပ်ဟာအတ္တထဲမှာရှိတယ်လို့ယူဆတယ်ရုပ်ထဲမှာအတ္တရှိတယ်လို့ယူဆတယ်တဲ့အဲ့ဒီ၄ခုဝေဒနာလည်းထို့တူပဲ၄ခုသင်ညာလည်းထို့တူ၄ခုသင်္ခါရလည်းထို့တူဝိညာဉ်လည်းထို့တူ၄ခုဆိုဒါသက်ကာယဒိဋ္ဌိ20လို့ပြောတာသောတာပန်ဖြစ်သွားတာနဲ့တပြိုင်နက်အဲ့ဒီအထင်အမြင်တွေအားလုံးကင်းသွားပြီတဲ့ဒါပြောတာသက်ကာယဒိဋ္ဌိအထင်မြင်တွေမရှိတော့ဘူးဆိုတော့တန်တရားဆိုတာရှိအောင်မလားရှိပါဘူးအမှန်မြင်မှတော့တန်တရားဆိုတာပဲရှိတန်တရားဆိုတာအမှန်မမြင်မှဖြစ်တာလေမှန်တာကိုမြင်ပြီးတဲ့နောက်တန်တရားဆိုတာမလာတော့ဘူးဒါကြောင့်ဝိသိကိစ္စဆိုတာလည်းမရှိတော့ဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုရင်သီလပဋ္ဌာဝါပိယထတိကေစီသီလပဋ္ဌပရာမာသသီလဆိုတာအလေးအထဝတ္တဆိုတာစောင့်တည်တဲ့ကျင့်ဝတ်အလေးအထနဲ့အကျင့်နိုင်ငံခြားသီလပဋ္ဌပရာမာသကိုပြန်တဲ့လူတွေက right and ritual လို့ပြန်မမှန်ဘူးသီလဆိုတာအလေးအထတစ်ခုကိုပြောတာဝတ္တဆိုတာအဲ့ဒီအလေးအထအတိုင်းလိုက်နာကျင့်သုံးတာကိုပြောတာကဲအလေးအထတွေကတဦးနဲ့တဦးတစ်မျိုးစီပဲမဟုတ်လားဘာကိုရည်ညွှန်းတာတော့လို့ဆိုတော့မိစ္ဆာဒိဋ္ဌိတွေမှန်ကန်တဲ့အယူဆမရှိတဲ့ပုဂ္ဂိုလ်တွေဟာနိဗ္ဗာန်ရောက်ကြောင်းထင်ပြီးတော့မှားရွက်တဲ့အလေးအထတွေကိုလိုက်နာကျင့်သုံးဖို့စောင့်တည်ထားတာကိုသီလဝတ္တဒီလိုခေါ်တာနော်စောင့်တည်ထားခုနကပဲသီလစောင့်တည်ကြတယ်မဟုတ်လားသီလဆိုတာဒီနေရာမှာအလေးအထကိုပြောတာဆိုပါစို့နွားတစ်ကောင်ကိုကြည့်နွားရဲ့အလေးအထရှိတယ်မဟုတ်လားနွားရဲ့အလေးအထဆိုတာနွားအပြုတ်အမူနွားဆိုတာလေးချောင်းထောက်ပြီးတော့သွားတယ်ဒါနွားရဲ့သီလပဲဟုတ်ကဲ့ဒီနေရာမှာဟိုကိုချင်းသီလနဲ့သွားမရောနဲ့နော်သီလဆိုတာအလေးအထ
နွားတွေကမျက်စားတယ်ဟာလားနွားသွားကြည့်လိုက်လို့ရှင်သိတာပေါ့သူဘာလုပ်နေလဲဆိုသူ့ရဲ့အမူအရာတွေအားလုံးဟာဒါဂောတိလကဲခွေးတွေကိုမျက်စိအောင်မဲ့ခွေးတွေပေါ်ခွေးရဲ့အလေးထားကြည့်ခွေးဆိုတာလေးဘက်ထောက်ပြီးတော့သွားတယ်အစာစားရင်ပါးစပ်နဲ့ယူစားတယ်နော်အိတ်တဲ့အခါမှာခြားလဲလှုပ်ပြီးတော့အိတ်တယ်ဟောဒါခွေးရဲ့အလေးထားကျင်ကြီးကျင်ငယ်စောတဲ့အခါမှာသူ့အလေးထားနဲ့သူစွတ်အဲ့ဓာတွေကသီလလို့ခေါ်တယ်အဲ့ဓာတွေကိုလိုက်လုပ်လို့ရှိရင်ကိရိတာကုန်ပြီးတော့တန်တရားကလွတ်တယ်လို့ယူဆပြီးတော့အဲ့ဒီခွေးရဲ့အကျင့်နွားရဲ့အကျင့်တွေကိုအကျင့်တရားတစ်ခုအနေနဲ့တမာရိယာမိတ်လို့စောက်တည်ထားတာကဝတ္တဟုတ်ကဲ့ဝတ္တဆိုတာသူ့အတိုင်းလိုက်လုပ်တာဒါဘုရားလက်ထက်ကရှိတယ်နော်ကုက္ကုရဝတိကသုတ်ဆိုတာရှိတယ်ခွေးကျင့်ကျင့်တာနွားကျင့်ကျင့်တာတွေရှိတယ်ဟိုအများကြီးပဲအကျင့်တွေကမြောက်အကျင့်ကျင့်တာတို့မွေကျင့်ကျင့်တာတို့ဒေါင်းကျင့်ကျင့်တာတို့အကျင့်တွေမျိုးကိုစုံတာလူဆိုတာရှောက်တွေးပြီးတော့ကျင့်ကြတာပဲလေအဲ့ဒီအလေးထားအကျင့်တွေနဲ့ပတ်သက်လာလို့ရှိရင်တော့မှားယွင်းနေတဲ့ဟာတွေပေါ်မှာဟိုမှန်မှန်ကန်ကန်သုံးသပ်ဆင်ခြင်တတ်လာတယ်တဲ့အဲ့ဒီအကျင့်မှားတွေကိုလိုက်ပြီးတော့ကျင့်တာမျိုးမရှိတော့ဘူးလို့ပြောတယ်သောတာပန်ဖြစ်သွားလို့ရှိရင်အဲ့ဒီလိုမှားယွင်းတဲ့အကျင့်တွေကိုလက်ခံကျင့်သုံးမှုမရှိတော့ဘူးတဲ့ဒါသီလဝတ္တပရမာသကိုဖယ်ရှားတာပြောတယ်ကဲသောတာပန်ဖြစ်သွားလို့ရှိရင်ဟောဒီတန်ရောစင်တွေကုန်သွားပြီလို့ပြောတာနော်ကြည်အဲ့ဒီပေကြီးတဲ့မှာပဲကြည်လေတက္ကာယဒိဋ္ဌိဝိသိကိစီတင်္စသီလပဒံဝါပိယထာဋ္ဌိကိစီစတုဟိပါယေဟိစဝိပမုတ်တော်အပေလေးပုံကလည်းလွတ်သွားပြီဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဟာအပေလေးပုံကလွတ်သွားတယ်ငရဲမကြတော့ဘူးဘာဖြစ်လို့ငရဲမကြတာတော့ဆိုငရဲကြစေနိုင်လောက်အောင်အကုသိုလ်သူ့မှာမရှိဘူးပြောလောဘရှိသေးတယ်အဲ့ဒီလောဘကငရဲကိုချနိုင်လောက်အောင်စွန့်ရည်တတ်တိမရှိတော့ဒေါသရှိသေးတယ်အဲ့ဒီဒေါသကငရဲကြစေနိုင်လောက်အောင်မရှိတော့ဘူးသူကဒါပြောတယ်အရှိန်တွေရော့သွားပြီဘယ်ရာပဲဖြစ်ဖြစ်အရှိန်ဆိုတာရှိတာပေါ့အဲ့ဒီအရှိန်တွေရော့သွားတာဒါမှမဟုတ်စတုဟိပါယေဟိစဝိပမုတ်တော်အပယ်လေးပုံကလည်းလွတ်သွားပြီနောက်တစ်ခုကဆက်စာပိဌာနာနိအပပခါတုံသောတာပန်ဖြစ်သွားလို့ရှိရင်မလုတ်တဲ့အလုတ်6မျိုးမလုတ်တော့ဘယ်လိုမှမဖြစ်နိုင်ဘူး impossible လို့ပြောအပပ impossible သောတာပန်ဖြစ်သွားရင်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ပြောရမယ့်ဟာ6ခုရှိဆက်စာပိဌာနာနိစဆိုတာ6ခုအဲ့ဒီ6ဌာနကိုဘယ်တော့မှသောတာပန်ပုဂ္ဂိုလ်ဟာမကျူးလွန်တော့ဘူးမဖြစ်တော့ဘူးလို့ဒါပြောအဲ့ဒီ6ခုကဘာတော့ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်အနေနဲ့စိတ်လိုက်မှန်ပါအမေကိုတတ်မိတာမျိုးမရှိဘူးဟုတ်ကဲ့စိတ်လိုက်မှန်ပါအဖေကိုတတ်မိတာမျိုးမရှိဘူးစိတ်လိုက်မှန်ပါယဟန္တာကိုတတ်မိတာမျိုးမရှိဘူးစိတ်လိုက်မှန်ပါတန်ဃာတွေခိုင်းခွဲအောင်မလုပ်ဘူးစိတ်လိုက်မှန်ပါဖရာကိုသွေးစိမ့်တီအောင်မလုပ်ဘူးဟောသောတာပန်ဖြစ်သွားလို့ရှိရင်ဒါတွေဟာမရှိတော့ဘူးနောက်တစ်ခုကသောတာပန်ဖြစ်သွားလို့ရှိရင်တဲ့ဖရာကလွဲလို့တခြားကိုဆရာလို့သတ်မှတ်တာဆရာဆိုတာဒီကမ္မထဆရာတွေဘာညာဒါပြောတာမဟုတ်တာဖရာတပည့်ဆိုဖရာကိုင်းနော်ဘာသာခြားကိုဆရာမတင်တော့ဘူးလို့ပြောတယ်အားလုံးပေါင်းလိုက်ရင်6ခုအဲ့ဒီ6ခုကိုသောတာပန်ပုဂ္ဂိုလ်တွေကမလွန်ကျူးတော့ဘူးလို့ဒါပြောတာနော်စစ္ဆာဝိဌာနာနိအပပကာတောနောက်6ခုတစ်မျိုးရှိသေးတယ်အဲ့နာမှာအင်္ဂုတ္တမှာတုတ်တန်အိမ်မှာရှိသောတာပန်ပုဂ္ဂိုလ်တွေမှာမဖြစ်နိုင်တဲ့6ခုနောက်6ခုကဘာလို့ဆိုရင်ဒိဋ္ဌိတမ္ပန္နဆိုတဲ့ပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေကိုမြဲတယ်လို့ဘယ်တော့မှမယုံကြည်ဘူးဒါတစ်ခုဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေကိုချမ်းသာတယ်လို့ဘယ်တော့မှမယုံကြည်ဘူးနောက်တစ်ခုဒိဋ္ဌိတမ္ပန္နသောတာပန်ပုဂ္ဂိုလ်ဟာသ
ဘာဝဓမ္မတွေကိုအတ္တလို့ဘယ်တော့မှမယုံဘယ်တော့မှလက်မခံတော့ဘူးဒိဋ္ဌိသမ္ပန္နမဖြစ်သေးရင်တော့ဒါတွေကိုသွားလက်ခံနေဦးမှာပဲလက်ခံနေသေးတယ်နောက်တစ်ခုကတော့ခုနနဲ့ဆင်ဆင်တူတယ်အနန္တရိယကံ၅ပါးကိုမကျူးလွန်တော့ဘူးတဲ့ဒါတစ်ခုအနန္တရိယကံ၅ပါးကိုဘယ်တော့မှမကျူးလွန်တော့ဘူးနောက်တစ်ခုကလောကီမင်္ဂလာတွေကိုဘယ်တော့မှမယုံတော့ဒါလည်းသောတာပန်ရဲ့စွမ်းရည်တစ်ခုလောကီမင်္ဂလာဆိုတာမြင်ရတာကြက်တည်ရှိလိုက်တာမျက်စိမ့်စိမ့်လေးမြင်လဲဒီနေ့မင်္ဂလာရှိလိုက်တာမကောင်းတာမြင်ဒီနေ့မင်္ဂလာမရှိဘူးဒါလောကီမင်္ဂလာခေါ်တယ်အဲ့ဒါတွေကိုမယုံတော့လူတွေကအဲ့ဒါကိုကြည့်တာလေအမလေးအမင်္ဂလာကြီးမင်္ဂလာကြီးနဲ့လမ်းသွားရင်ပြောကြဘူးလားမွေမြင်လို့ရှိရင်ခရီးရှည်တတ်တယ်ဆိုဟောအမင်္ဂလာလို့ယူဆနော်လူတွေကအမျိုးစုံလေလမ်းသွားရင်အတုပမြင်မကောင်းဘူးအတိတ်မကောင်းဘူးဟောဒီလိုဟာမျိုးတွေယုံနေတဲ့ပုံကိုယ်တွေအများကြီးရှိနော်အမြင်မင်္ဂလာတွေပေါ်မှာကိုယ်စိတ်ထဲမှာမကြိုက်တဲ့ဟာတွေကိုမြင်လို့ရှိရင်အမင်္ဂလာလို့သတ်မှတ်ကြတယ်လူတွေကောင်းတာလေးမြင်မင်္ဂလာလို့သတ်မှတ်တယ်အဲ့ဒီလိုဟာမျိုးတွေကိုသောတာပန်ပုဂ္ဂိုလ်မှာမရှိတော့ဘူးတဲ့ဒါမျိုးကိုယုံကြည်တာမရှိတော့အဲ့လိုယုံနေရင်သောတာပန်နဲ့ဝေးနေသေးတယ်သောတာပန်မဟုတ်သေးဘူးနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ဖို့ရအတွက်ဗုဒ္ဓသာသနာကလွဲလို့တခြားသာသနာမှာကုသိုလ်လုပ်တဲ့တယ်လို့ဆိုလိုတာကလူရန်ထောက်ပံ့တဲ့အကျိုးရှိတဲ့နေရာလို့သတ်မှတ်ချက်မရှိဘူးဒါပြောတာမြတ်သောအလှခံပုဂ္ဂိုလ်ကိုရွေးချယ်တဲ့နေရာမှာတခြားဘာသာမှာမရွေးချယ်ဒါကမလှဘူးလို့ပြောတာမဟုတ်ဘူးနော်မလှဘူးဆိုတဲ့စကားနဲ့ဒီစကားနဲ့မတူဘူးအလှခံပုဂ္ဂိုလ်ကိုရွေးချယ်တဲ့အခါမှာဗုဒ္ဓသာသနာကိုရွေးချယ်တယ်ဒါပြောတခြားပုဂ္ဂိုလ်တွေကတော့စုကြုံနေမြင့်မရွေးတရိစ္ဆာန်တောင်လှူရသေးတာပဲလှူတယ်မလှူဘူးပြောတာမဟုတ်ဟုတ်ကဲ့ဒက္ခိဏေယမြတ်သောပုဂ္ဂိုလ်မြတ်သောအလှခံရှိတယ်လို့လက်ခံတာဟောဘုရားသာသနာမှာတရားဓမ္မကိုကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေမှသာလေတကယ်မြတ်သောအလှခံပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုလက်ခံတာပြောအဲ့တော့သောတာပန်ဖြစ်သွားလို့ရှိရင်ဒီသာသနာကတရားဓမ္မကျင့်ကြံပုဂ္ဂိုလ်တွေကလွယ်တခြားပုဂ္ဂိုလ်တွေကမြတ်သောအလှခံတိုက်တဲ့ပုဂ္ဂိုလ်မြတ်သောဆိုတဲ့စကားလေးပါတယ်နော်အဲ့တော့အလှမခံတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးပေါ့အလှခံတိုက်တယ်ဆိုတာနဲ့အလှခံဆိုတာနဲ့မတူဘူးနော်ခံတိုက်တာဆိုတာဂုံကိုပြောတာအလှခံဆိုတာကတော့တိရစ္ဆာန်မှာပါတယ်လေတိရစ္ဆာန်လေးတွေကျွေးတိရစ္ဆာန်မှာအလှခံတိုက်တဲ့ဂုံရှိပါမလားမရှိဘူးသို့တော့သူ့ကိုမလှူရဘူးလားမပေးရဘူးလားပေးရဟောစကားကမတူကွဲရမယ်နော်မကွဲလို့ရှိရင်ရောထွေးနေတတ်တယ်သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်အလှခံထိုက်တဲ့ပုဂ္ဂိုလ်ဆိုတာသာသနာမှာပဲရှိတယ်လို့သိလာတယ်တိငါးချက်နံပါတ်5ချက်မဟုတ်တော့ဘူးပြောအဲ့ဒီအိဗယ်မျိုးပြောသိလာကွဲကွဲပြားပြားသိလာတယ်အဲ့ဒါကိုပြောတာစစ္ဆာပိဌာနာနိအပပဂါတောဒီ6ခုသောအကြောင်းတရားတွေနဲ့ပတ်သက်လာရင်သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာမလုပ်တော့ဘူးရှောင်သွားပြီလို့ပြောတာဒါယရဏတုံမှာလာတဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့ဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ရဲ့ဂုဏ်ကြီးတွေပဲဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ခုချိန်မှာသောတာပန်ဖြစ်အောင်အကြောင်း4ရပ်ကိုလည်းဟောပြီးပြီသောတာပန်ဆိုတာရဲ့အဓိပ္ပာယ်ကိုလည်းရှင်းပြီးပြီဒိဋ္ဌိတမ္ပန္နဆိုတဲ့ပုဂ္ဂိုလ်ရဲ့အဓိပ္ပာယ်ကိုလည်းရှင်းပြီးပြီအဲ့ဒီပုဂ္ဂိုလ်ဖြစ်တဲ့နိလန်းတွေကိုလည်းပြောပြီးပြီဖြစ်လာလို့ရှိရင်ရရှိတဲ့အကျိုးတရားတွေကိုလည်းထိုထိုသုတ်တန်တွေကထုတ်ပြီးတော့ပြောပြီးပြီဒါကြောင့်မို့လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့လမ်းစဉ်တွေသာသနာတော်ကြီးတည်ရှိနေတဲ့အချိန်မှာဒီလမ်းကြောင်းကိုရှောက်ရင်တို့ဒီစခန်းရောက်မှာလို့ကိုယ်စီကိုယ်ကယုံကြည်ပြီးတော့မှန်ကန်သောအကျင့်ကိုကျင့်ခြင်းဖြင့်အနည်းဆုံးသောတာပတ္တိမေသောတာပတ္တိဖို့အစာမဲ့ဖို့နိဗ္ဗာန်ကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း
ကဲမေတ္တာဖို့ဆိုတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝေတဝါဒဝိသာသဗ္ဗေတမုဟတအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝေတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညွတ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဟတပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းထသောတိတိဘဝံကိလေသာဟုအပုခတ်သိကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း